ယနေ့သာသနာတော်နှစ်2560ခုလူတို့ရဲ့ဟောဟာကောဇာတက္ကရိက1380ပြည့်နှစ်တကူလဆန်း9ရက်ခရစ်နှစ်2019လေးလပိုင်း17ရက်ဇာတာပရိနေ့ညချမ်းမင်္ဂလာပေါင်းနဲ့ပြည့်စုံလို့ကျက်တရေအပေါင်းပြည့်ဝတဲ့ညချမ်းခါကာလဝဲအနန္တောအနန္တ၅ပါးတို့နှင့်နဖတ်မိဘတို့ကိုဥဒိတ်မှာပန်းစင်းလို့ပဲကူတိုင်းဒေသကြီးပဲကူမြို့နယ်ရွာသိကြီးရွာအလုဒါယကအလုဒါယိကာမှာမြန်ဖြစ်ကြတဲ့ဒကာကြီးဦးစိုးမြင့်ဒကမာကြီးဒေါ်စန်းဒကာကြီးဦးအောင်မြင့်ဦးဒကမာကြီးဒေါ်ခင်တို့ဤဒကာကြီးဦးတင်မျိုးထွန်းနဲ့ဒကမဒေါ်နွယ်နွယ်ဦးသားဖြစ်တဲ့မောင်အောင်ခန့်မျိုးဦးနဲ့သမီးဖြစ်တဲ့မရှင်းတန့်ဝတီသားမောင်စစ်ဆွဲမှန်ဟိနော်မောင်စစ်ဆွဲမှန်ဟိမိသားစုတို့ရဲ့သိက္ခာထက်ယဟန်ကန်ရှင်ပြုနာသအလိုတော်မင်္ဂလာအကျိုးဓမ္မသဘင်ခန္ဓာဝေအလုံးတရားချစ်ခင်စိတ်ကောင်းဝင်လို့တနည်းအားဖြင့်တို့များရဲ့ဘဝမှာအကောင်းဆုံးအဖော်နဲ့အကောင်းဆုံးမိတ်ဆွေဟာတခြားမရှိဘူးတရားပဲရှိတယ်လို့ဒီလိုသူတော်ကောင်းတို့ရဲ့စိတ်တဲ့ရင်ဝယ်မှာထွေးပိုက်လို့အခေကရောက်ရှိလာကြတဲ့ရောက်ရှိနေကြတဲ့လူရှင်လုံးမမိသားစုများနဲ့တရားနာပရိသတ်များဆရာတော်ဘုရားရဲ့တပိဒါယကဒါယိကာမများယနေ့ညဟောနာခြင်းညိုမှတ်သားကြရဖို့ဆိုပြီးတော့ဒီကိုယ်တော်တရားတစ်ပုဒ်ရွေးထုတ်ခဲ့ပါတယ်အဲ့ဒီတရားကဓမ္မပဒအထာကရာဓမ္မပဒပါဠိတော်တို့မှာမြတ်စွာဘုရားမိန့်ကြားတော်မူခဲ့တဲ့ဝိတ္တုတစ်ပုဒ်ကိုအခြေခံတန်စာဆင်လို့ယနေ့ညမြန်မာမှုပေးထားတဲ့တရားရဲ့နာမည်ကအာကိုရာလားရန်သူလားတရားနာမည်ပေးပါတယ်ဒကာကြီးတို့မကြီးများအလုံးပါတရားလေအလုံးပြန်ပြောပါဦးအာကိုရာလားရန်သူလားပဝန်းကျင်ကိုလူဆိုတာပြိဿရဲ့တယောက်တည်းနေလို့ရတဲ့အမျိုးမဟုတ်ဘူးပဝန်းကျင်နဲ့နေရလားမနေရဘူးလားဆိုတော့နေရာတိုင်းမှာပဝန်းကျင်မိသားစုရှိတယ်အဲ့ဒီပဝန်းကျင်မိသားစုကိုတို့လူအများစုဦးဇင်းတို့ကိုယ်တိုင်အပါဝင်အလုံးဟာပဝန်းကျင်ကိုပဲဂရုစိုက်တတ်ကြတဲ့လူမျိုးတွေများကြမိမိကိုယ်ကိုမိမိပြန်စစ်တမ်းဝင်တဲ့ပုဂ္ဂိုလ်ကအင်မတန်မှနေပါတယ်ဒါကြောင့်မလို့မြတ်စွာဘုရားကတော့တရားဓမ္မတွေဟောပြောပြသဆွဆုံးမခဲ့တဲ့နေရာတိုင်းမှာအဓိကဘာကိုပြောတယ်လဲဆိုတော့မိမိကိုယ်မိမိပြန်ကြည့်ဖို့တဲ့ဘယ်သူကိုဘယ်သူပြန်ကြည့်ဖို့လဲမိမိကိုယ်မိမိစိုးရင်လဲစိုးသည့်အတိုင်းကောင်းရင်လဲကောင်းသည့်အတိုင်းမြင်နိုင်တဲ့ပုဂ္ဂိုလ်မှသာလျင်ဖယားကပြောတယ်သူတော်ကောင်းတဲ့ပါတယ်လေသူတော်ကောင်းကိုစိုးရင်လဲစိုးတယ်လို့စနစ်တကျတကယ်သိရလက်ခံရကိုကောင်းရင်လဲကောင်းတယ်လို့စနစ်တကျဒီလိုနားလည်ရပြီးရင်အဲ့ဒီကောင်းတဲ့လမ်းအတိုင်းကောင်းတဲ့အလုပ်အတိုင်းဆက်လက်ပြီးတော့တိုးပွားပြီးတော့အောင်မြင်အောင်ရှောက်လန်းနိုင်ရအဲ့ဒါမှသူတော်ကောင်းလို့ဘုရားမိတ်ပါတယ်ဒါကြောင့်မလို့မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကိုအကုန်လုံးခြုံငုံကြည့်လိုက်တော့ပြိဿရဲ့လူတယောက်ဟာအပြစ်မဖြစ်အောင်နေနိုင်ဖို့အရေးကြီးတယ်ဟုတ်လားဘာမဖြစ်အောင်လဲအပြစ်မဖြစ်အောင်နေရမယ်ဓာတ်တို့မကြီးများကုသိုလ်ဖြစ်ဖို့ထက်အကုသိုလ်မဖြစ်ဖို့အရေးကြီးတယ်ဟုတ်လားကုသိုလ်ဖြစ်ဖို့ထက်အကုသိုလ်မဖြစ်ဖို့အရေးကြီးတယ်အကုသိုလ်ဖြစ်ရင်ပြိဿရဲ့ဒီဘဝရောနောင်ဘဝတန်တရာအလုံးဦးဇင်းတို့တွေဒုက္ခနဲ့တွေ့ကြုံရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အာဟုတုမဖြစ်အောင်သွားတတိလာတတိစာတတိလောက်ကင်ဆောင်ရွက်တဲ့နေရာမှာတတိထားပြီးတော့နေနိုင်ဖို့ပြိဿရဲ့အရေးကြီးလားမကြည့်ဘူးလားနောက်တစ်ခုဦးဇင်းရွာသစ်မှာတရားဟောတိုင်းမေးလေးမေးထားရှိတဲ့မေခွန်းလေးထပ်မေးခြင်းသေးတယ်တို့ဒကာတော်မများအမြဲတမ်းတရားတွေနာကြတရားပွဲတွေလုပ်ကြအခုဆိုရင်ဒကာကြီးတို့မကြီးတို့မိသားစုအလူမင်္ဂလာလုပ်ရင်းနဲ့ကြောင်းတဲ့ဆရာတော်ဘုရားနဲ့ဦးဇင်းတို့အပါဝင်ဖရာသားတန်ခါဆရာတော်သုံးပါးကိုသိက္ခာထပုဏ္ဏောပတမ္မရသိက္ခာထကန်ဆောင်ခြင်းနဲ့မိမိတို့ရဲ့ယမဘဝသလယရဏများကို
ဖန်ဝါစင်မြဝတ်သင်္ကန်းနဲ့နော်သာသနာဒါရေဇလို့ခေါ်တဲ့သာသနာအမွေခံယူတဲ့ပွဲအကျိုးမှာတရားသဘင်တွေထဲကြဓမ္မပွဲတွေပြုလုပ်ကြတရားတွေနာကြရဝိယနီရွာသူရွာသားတွေကလည်းတရားပွဲဟေးဆိုတော့ဟိုဘက်ကတင်မောင်စမ်းမဝင်းအောင်မသွားဘဲနဲ့ဟုတ်လားဗါတဲ့ဟိုဘက်မှာတင်မောင်အဲ့ဒါစောစောကတခါကြီးကပြောတော့ဦးစင်လည်းသင်္ကန်းမယုံတော့ဘူးလို့တောင်းရှည်ပတ်ခဲ့ရင်ကောင်းမလားလို့စဉ်းစားတာလေပလင်မော်တက်ပြီးတော့တောင်းရှည်လေးနဲ့ရှည်ထိုးနောက်ထိုးလေးလှုပ်ပေးလိုက်ရင်မကောင်းဘူးလားကဲပွဲကြည့်မလားတရားနာမလားဟဲ့ဒါဆိုရင်တော့သင်္ကန်းဆက်ယုံထားမယ်ပေါ့နော်ဟုတ်လားအဲ့လိုတရားတွေနာကြတဲ့အခါတရားပွဲတွေကျင်းပကြတဲ့အခါအခုလိုတရားတွေလာနာကြတယ်ဆိုတော့ဘာဖြစ်လို့ဦးဇင်းတို့တရားနာကြရတာလဲဒါကိုစနစ်တကျသိဖို့နော်လူရင်းတို့ရှင်းတဲ့အာလုံးသဘောပေါက်နားလည်အောင်ပြောရရင်လူပိသားဖို့ပြိတ္တရေဘာပိသားဖို့လဲလောကမှာပြိတ္တရေလူဆိုတာလူပိသားတဲ့ပုဂ္ဂိုလ်ရဲ့လူမပိသားတဲ့ပုဂ္ဂိုလ်ရဲ့ဆိုပြီးတော့နှမျိုးရှိပါတတ်တဲ့လူပိသားတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားတရားတော်နဲ့အညီတဲ့ကောင်းတာတွေပဲလုပ်လို့ကောင်းတာတွေပဲပြောလို့ကောင်းတာတွေပဲကြံစီတွေးတော်လို့ကောင်းတဲ့သူတွေနဲ့ပဲပေါင်းလို့ယခုဘဝလည်းချမ်းသာနံဘဝတန်ត្រာလည်းချမ်းသာစေတဲ့သူတော်ကောင်းတို့ရဲ့လမ်းစဉ်ကိုလိုက်တဲ့ပုဂ္ဂိုလ်ကလူပိသားတဲ့ပုဂ္ဂိုလ်ဘာပိသားတဲ့ပုဂ္ဂိုလ်လူမပိသားတဲ့ပုဂ္ဂိုလ်တွေကလောကမှာလှုပ်ချင်ရတွေလှုပ်ပြီးတော့လှုပ်တဲ့နာတွေမလှုပ်ဘဲနဲ့မိရော့နေတဲ့ပုဂ္ဂိုလ်တဲ့ငါကြိုက်တာငါလှုပ်တာဘာဖြစ်လဲငါကြိုက်တာငါပြောတာဘာဖြစ်လဲငါပေါင်းကျင်တဲ့သူနဲ့ပေါင်းမှာဘာဖြစ်လဲဒီလိုထင်ရဆိုင်တဲ့ပုံကိုယ်တွေကပြိတ္တရေဘာမပြီးသားဘူးမပြောတတ်ဘူးတဲ့မဆိုတတ်ဘူးတဲ့မနေတတ်ဘူးတဲ့မထိုင်တတ်ဘူးတဲ့မလှုပ်တတ်မကင်တတ်ဘူးတဲ့ဘာဖြစ်လို့အဲ့ဒီပုံကိုယ်လူမပြီးသားတာလဲဆိုတော့ပြိတ္တရေအတိတရားနေလို့ဘာနေလို့အတိတရားနေမှာပေါ့တရားအတိမှမရှိတာတဲ့ဘာမရှိလို့လဲတရားအတိပါကြောင့်မရှိတာလဲဆိုလို့ရှိရင်ပြိတ္တရေတရားနာတာအာနေလို့တရားမနာလို့တရားမနာရင်တရားသိမရှိဘူးတဲ့တရားသိမရှိရင်အတိတရားမရှိဘူးတဲ့အတိတရားမရှိရင်ပြောကျင်တာတွေပြောလာတော့မယ်လှုပ်ကျင်တာတွေလှုပ်တော့မယ်ပေါင်းကျင်တဲ့လူနဲ့ပေါင်းတော့မယ်ရှည်ရည်နောက်ရည်မတွေးတတ်တော့ဘဲနဲ့လောကီလောကုအကျိုးများတာကိုမလုံနိုင်တော့ဘဲနဲ့ပြိတ္တရေဖြစ်တယ်လို့နေတယ်လို့ဖြစ်နေဘဝတန်ត្រာမှာလူပြည့်ရကျိုးမနှက်တဲ့လူမပိသားတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာပြိတ္တရေမြောင်များစွာရှိလားမရှိဘူးလားဒါကြောင့်မလို့ဒီကနေ့တရားနာမည်ကအာကိုရလားရန်သူလားဆိုတာပြိတ္တရေသူများကိုကြည့်ပြီးတော့ပြောရမေးရမှာမဟုတ်ဘဲနဲ့မိမိကိုမိမိပြန်မေးရမယ်တရားဘယ်သူကိုဘယ်သူပြန်မေးရမယ်ဒီကနေ့လူအလုံးဟာဦးဇင်းတို့အပါဝင်မျက်လုံးနှလုံးလူတိုင်းပါတယ်မြင်ရတယ်သို့တော့သူများကြည့်သူများကိုလိုက်ကြည့်တာများလားကိုယ့်ကိုပြန်ကြည့်တာများလားသူများကိုကြည့်တာ तू ဘာလုပ်လဲ तू ဘာမလုပ်ဘူးလေဒီလိုမဟုတ်လား तू ဘယ်သူတွေနဲ့ပေါင်းနေပြီ तू ဘယ်သွားနေပြီဒါတွေပဲသူများကိုဦးဇင်းတို့တွေအချိန်အများစုပေးအကုန်ခံပြီးတော့ကြည့်လားမကြည့်ဘူးလားနောက်တခါပြောတဲ့စကားတွေကိုလည်းကြည်လိုက်စမ်းမှသူတစ်ပါးအကြောင်းတွေပဲများများပြောကြတယ်တဲ့ဟုတ်လားဟာသူများကဘာဖြစ်ပြီးသူဘာလောက်တာသူကဘလို့ဘယ်တို့ဘယ်ချမ်းသာနဲ့ပြိတ္တရေသူများအကြောင်းတွေပဲပြောတာများခဲ့လားမများခဲ့ဘူးလားအဲ့ဒါဆိုရင်ပြိတ္တရေဘုရားကတရားနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်တဲ့ဘာနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်ဒါကြောင့်မလို့အခုရလာယံသူလားလို့မေးတယ်ဆိုတာပြိတ္တရေတခြားကိုမေးတာမဟုတ်ဘူးတဲ့ငါကိုယ်တိုင်ကငါအတွက်အကိုရဖြစ်နေတာလားယံသူဖြစ်နေတာလားဒီလိုမိမိကိုမိမိမေးရမယ်တရားဖြစ်ပါတယ်ဘယ်သူကိုဘယ်သူမေးရမှာလဲသဘောပေါက်လားပဝန်းကျင်ကရောက်လာတဲ့ယံကိုဦးဇင်းတို့တွေကာကွယ်လို့ရပါမယ်ကိုအတွင်းတဏ္ဍန်ကဖြစ်ပေါ်လာတဲ့ယံသူကိုကြတော့ကာကွယ်ဖို့အတော်ခက်တယ်ဟုတ်လားမြန်မာစကားမှာရှိတယ်အတွင်းတွေကsorry အသားတွေကလောက်ဘယ်တွေကလောက်ပန်းသီးတစ်လုံးကိုပြိတ္တရေအပြင်ကပိုးကိုက်လို့အနာစာဖြစ်လို့စီးဖြန်းစီးကုကာကွယ်လို့လွယ်ပေမဲ့အတွင်းတွေကပိုးလောက်ကြတော့ပြိတ္တရေပြုံးဆိုင်မြင်ရရဲ့လားကုသယူရောလွယ်ရဲ့လားဒါကြောင့်မလို့မိမိရဲ့အတွင်းတဏ္ဍာကဖြစ်ပေါ်လာတဲ့မိမိကိုဒုက္ခပေးစေတဲ့အရှင်းဆုံးပြောရရင်မကောင်းတဲ့စိတ်ညှဉ်းနှွမ်းတဲ့စိတ်သဘောပေါက်လား
အဲ့ဒီစိတ်ကမိမိကိုယ်ကိုမိမိပြန်ပြီးတော့ဒုက္ခပေးတာဟုတ်လားသူများကိုယ်ကိုဒုက္ခပေးတာနဲ့ကိုယ်ကိုဒုက္ခပြန်ပေးတာကပြိတ္တရေလောကမှာများလားမများဘူးလားဥမာဆိုကြပါစို့အရာဝတ္ထုတစ်ခုလူတစ်ယောက်ကိုကနှစ်သက်တွေ့တာနေတယ်ဆိုပါစို့တန်ရောစဉ်ဖြစ်နေတယ်ဆိုပါစို့အဲ့ဒီတန်ရောစဉ်ဖြစ်သွားပြီဆိုရင်အဲ့ဒီအရာဝတ္ထုအဲ့ဒီပုဂ္ဂိုလ်ကြောင့်ပြိတ္တရေသူ့ဘောမှာကိုကဆန္ဒရှိလိုချင်နေတော့လောဘအဲ့ဒီလောဘကအာကြီးလာတော့ဘာဖြစ်လဲဆုံးရှုံးရမှကြောက်လာတယ်လောဘအာကြီးလာရင်အဲ့ဒီအရာဝတ္ထုကိုဘာဖြစ်ရမှကြောက်လာတယ်ဆုံးရှုံးရမှကြောက်လာဆုံးရှုံးရမှကြောက်လာတဲ့အခါကျတော့ပြိတ္တရေသူများလာယူသွားမှာသူများလာလုသွားမှာသူများလက်ထဲရောက်သွားမှာတောကတွေတဖွာဖွာဖြစ်တယ်ဆိုတော့အဲ့ဒီဒုက္ခအဲ့ဒီတောကအဲ့ဒီလောဘဟာသူကကိုယ့်ကိုရော့အင့်လို့ပေးလိုက်တာလားကိုယ့်နဲ့ကိုမွေးယူနေတာလားသဘောပေါက်တယ်နော်ဒါကြောင့်မလို့အဲ့ဒါလို့ကိုယ့်နဲ့ကိုမွေးယူတဲ့ဒီညင်နွမ်းတဲ့စိတ်ဟာမိမိကိုမိမိပြန်တတ်တာပဲသဘောပေါက်ရဲ့လားဒါကြောင့်မလို့ဒါကတရားကိုခြေစင်းသဘောနဲ့ဦးစင်းကမိတ်ဆက်ပေးတာတရားနာမည်ကဗါတယ်လေအခုပြောတော့ကြမိတရားနာမည်ကဗါတယ်လေဩဟိုမှာကိုဗါတယ်လေအခုမှတွေ့တာအောင်ကိုလားဩရွှေကိုစုံနေတာပဲကိုတွေကလည်းဆိုတော့ပလင်မော်မတက်ပဲဝိုင်းနဲ့ထိုင်ပြီးတော့6လုံးဘက်တီးနေတာကောင်းမလားမသိဘူးဟုတ်လားဒါကြောင့်မလို့သူတို့ဟိုဘက်စိတ်ပါနေတယ်တရားတဲ့စိတ်ပါဖို့မရဘူးပါတရားလေအကိုရလားရန်သူလားထောင်ထွက်တွေတော့မလုံးနဲ့နော်ဟုတ်လားထောင်ထွက်ဆိုတာဘာပြောတာလဲချုပ်ရဲစခန်းတွေကကတ်တဲကိုပြောတာမဟုတ်ပါဘူးညာဘက်နာကထောင်ပြီးတော့ဘယ်ဘက်နာကထွက်သွားတာအဲ့ဒါကိုဘာလို့ခေါ်လဲထောင်ထွက်တဲ့ဟုတ်လားဒါကြောင့်မလို့ထောင်ထွက်တွေတော့မဖြစ်ပါစေနဲ့ပြန်ပြောပါအောင်ဗာတရားလဲဣတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးမီမှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့သည့်ဘုရားရှင်ကိုရောမြတ်ကြီး၏အင်မတန်အေးချမ်းကြည်လင်တော်မူသည့်မဟာကရုဏာတော်ကိုသိစရာတရားလုံးစုံတို့ကိုသိတော်မူမြင်တော်မူတတ်သည့်သဗ္ဗညုတဉာဏ်ဒီဟုသောပညာကုန်ထိုမဟာကရုဏာကုန်ပညာကုန်နှစ်ပါးစုံတို့နှင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကိုယုတိမြတ်တို့လက်စုံမိုး၍နမောတတမဟာပဏမဘုရားရှိခိုးဖြင့်3ကြိမ်3ကညင်ညင်ညာညာရှိခိုးပူဇော်ကြရအောင်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမင်းနမေမြမမင်းတို့ဤဝဇင်းကိုယောပူဇော်အထုကိုခံယူတော်မူထိုက်ထသောအရဟတော1500ကိလေသာကိုပေသက်သုတ်သင်အောင်မြင်တော်မူပြီးထသောအရဟတောစိတ်ွယ်ရာအရ၌ပင်မကောင်းမှုတို့ကိုပြုတော်မမူပြောတော်မမူကျင့်စီတော်မမူပြီးထသောသမ္မာသမ္ဗုဒ္ဓတ္တအလုံးစုံသောတရားပေါင်းကိုဆရာမကုတန်ရဘုဉ္ဉဏ်ဖြင့်သိမြင်တော်မူပြီးထသောတတ္တဘဂဝတောထိုမြတ်စွာဘုရားအားမိတပိတော်သည်နမောရှုသိပြောင်းပြောမံကိုလျှော့၍ရှိခိုးကြောပါဤမြတ်စွာဘုရားသာဓုသာဓုသာဓုတရားတို့ရဲ့ပိုင်ရှင်တရားတို့ရဲ့သခင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုရှိခိုးပူဇော်ပြီးသည့်နောက်
ဝိနည်းများစွာတတ္တဝါတွေကျမ်းမာကြစေဖို့ဝိနည်းများစွာတတ္တဝါတွေချမ်းသာကြစေဖို့တရားဟောတရားနာပေးရန်ကွာစေဖို့မေတ္တာပို့စာပိုင်လေးတွေရွတ်ဆိုပူဇော်ရင်းနဲ့မေတ္တာတပေါ်လို့ကြရအောင်အလုံးပဲလိုက်စို့ကိုယ်စိတ်နှပြဘီယံကွာကျမ်းမာကြပါစေနှခေါက်ဆိုလိုက်မေတ္တာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေခန္တီဣယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေသူတော်ကောင်းတဲ့တရားမြတ်လွှမ်းပကပါတည်ပါစေသူတော်ကောင်းတဲ့တရားမြတ်လွှမ်းပကပါတည်ပါစေသူတော်ကောင်းတဲ့တရားမြတ်လွှမ်းပကပါတည်ပါစေဒုမေတ္တာစွမ်းကဘာလွှမ်းငြိမ်းချမ်းကြပါစေသဗ္ဗေတိယောဝေဝဇန္တုသောကောရောဂောဝိနာတန္တုမတေဘဝန္တောနရယဒုက္ခိတိကာယုကောဘဝသဗ္ဗေတိယောလုံးစုံသောဘေးဥပယံဆွေအန္တရေဟူသမျှအပေါင်းသည်ဝေဝဇန္တုရှောင်လွဲပြောက်ပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောစကအနာယောဂတို့သည်၎င်းဝိနာတန္တုကင်းစင်လွင့်ပြောက်ကြပါစေကုန်တေတုံမကန္တမသဗ္ဗေစီရင်ကျင့်ပဣဒါနတုအခေကရောက်ရှိနေကြကုန်သောအလို့ရှင်လူမမိသားစုတို့နှင့်အဝေနီစီဝေကကြွရောက်လာကြတဲ့တရားနာပရိသတ်ပေါင်းသင်သူတော်ကောင်းတို့တတွေရဲ့တန်တံမှာအန္တရာယောအန္တရေဟူသမျှအပေါင်းသည်မဘဝန္တုဘာတခုမှမကြရောက်မဖြစ်ကြပါစေကုန်လင်ဒုက္ခိဒုက္ခိတာကိုစိတ်နှပြကျမ်းမာချမ်းသာကြကုန်သည်သာလျင်ဖြစ်၍ဒီကယုကတယတံကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းယခုကမေတ္တာအတိတမေတ္တာပဋ္ဌာနာများပြုပြီးတော့မှလူတော်မင်္ဂလာအကျိုးဓမ္မသဘင်စတင်လို့ဝင်လည်ပါပြီဓမ္မသဘင်စတင်ဖွင့်ပြီဆိုတော့ဦးဇင်းတို့ရှေ့ကနာယီက8နာရီခွဲကျော်သွားပြီအလုံးတရားချစ်ခင်စေကောင်းဝင်ကြတဲ့တရားနာပရိသတ်များမိမိတို့လိုလားမြတ်တဲ့ဣရိယာပုတ်ကိုပြန်ပြောင်းထိုင်ပြင်ထိုင်ပြီးတော့မှငြိမ်သက်စွာတရားဓမ္မနာယူခြင်းဖြင့်ဘာဝနာမယပုံညာကုသိုလ်ထူးကြီးအရယူပူဇော်နိုင်ကြပါပြီဘာတရားလဲအာကိုရလားယံသူလားမနောပုပ္ပင်ကမ္မဓမ္မမနောတတ္ထမနောမယမနာတစေပဒုဋ္ဌိနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစကံဝဝဟတောပဒံမနောပုပ္ပင်ကမ္မဓမ္မမနောတတ္ထမနောမယမနတာစေပဒုဋ္ဌိနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစကံဝဝဟတောပဒံဘိက္ခဝေပရိသတ်၄ပါးခြေသားခြေသမီးတို့ဓမ္မနာမခန္ဓာတရား၄ပါးအပေါင်းတို့သည်မနောပုပ္ပင်ကမ္မဝိညာဏခန္ဓာသာလျင်ရှိသွားရှိကုန်၏
မနောမယမနောတထဝိညာဏခန္ဓာတာလည်းရင်ဥဆောင်ကောင်းရွယ်ပြုကုန်၏မနာတစေပတုထေနညင်နွမ်းတဲ့စိတ်တဲ့မနောစိတ်တဲ့တို့ဖြင့်စေပါတတိဝအကယ်၍ပြောမှုလေပြောညာအံစေကရောတိဝအကယ်၍ပြုမှုလေပြုညာအံတတောထိုညင်နွမ်းတဲ့စိတ်တွေနဲ့ပြုလုပ်ပြောဆိုကြတဲ့တတောထိုပုဂ္ဂိုလ်တို့တွေရဲ့နောက်ကိုဒုက္ခလို့ခေါ်တဲ့ဆင်းရဲသောကပူလောင်ခြင်းအပေါင်းတို့သည်တတောနံဒုက္ခမနွေတိစက္ကံဝဝဟတောပဒံနွားချီရာနောက်ကိုကဲ့၍လိုက်နေတဲ့လှဲဘိန်ပမာဖြစ်တော့ပါပေ၏ဣတိဤသို့တတ္ထနလူတို့ရဲ့ဆရာတို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အဘာတိကရုဏာရှိသောမေတ္တာအဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေသတည်းပရိသတ်ရဲ့ဧကထာလေးကိုဘေကစတင်လို့ဖြစ်လာတာလဲဆိုရင်မြတ်စွာဘုရားသာဝတိပြည်ဇိတဝန်ကျောင်းမှာတည်င်း30ကသာဝတိမြို့မှာပရိသတ်ရဲ့ညီကို2ယောက်ရှိတယ်အကိုကြီးကမဟာပါဠညီဖြစ်တဲ့ပုဂ္ဂိုလ်ကစုလပါဠညီကိုဘယ်နှယောက်လဲအဲ့ဒီညီကို2ယောက်ကပရိသတ်ရဲ့မိဘနှစ်ပါးကွယ်လွန်မြက်ွယ်ပြူသွားတော့ကြံရှိခဲ့တဲ့အမွေပေါင်းမြောက်များစွာစီစိမ်ပေါင်းမြောက်များစွာတွေကိုညီကို2ယောက်မြတ်မြတ်တတခွဲယူပြီးတော့သုံးဆောင်ခံစားလို့နေကြပါတဲ့အကိုကြီးကမဟာပါဠတဲ့ညီငယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကသုလပါဠညီကို2ယောက်တင်းတင်းမြတ်တစွာနဲ့ညီညီညွတ်ညွတ်နဲ့မိဘနှစ်ပါးကြံခဲ့တဲ့စီစဉ်ဥစ္စာယရနာတွေကိုညီတူမြတ်တူဝေငှယူပြီးတော့ပြိတ္တရဲ့သုံးဆောင်ခံစားလို့တာဝတိမြို့မှာပျော်ပျော်ပပနေထိုင်ကြပါတဲ့မိဘနှစ်ပါးကြံတဲ့ပစ္စည်းကိုပြိတ္တရဲ့သာသမီရလားမရဘူးလားရတယ်မိဘနှစ်ပါးတို့ကတော့ပြိတ္တရဲ့နဘုကကျွဲချီမကြနေမနာညာမအားရှာဖွေထားတဲ့စူဆောင်းထားတဲ့စီစဉ်ဥစ္စာယရနာတွေမသေးခင်အချိန်တုန်းကအဖေတို့အမေတို့ကသူတို့စိတ်ထဲတွေးသွားတာကတို့တန်းကြီး2ယောက်အတွက်ရဲ့တို့ရဲ့အိုဇာမင်းစားရဲ့တွေးထားတာနော်တို့ရှာဖွေစူဆောင်းထားတဲ့စီစဉ်ဥစ္စာယရနာတွေဆိုစရာတို့အိုလာတဲ့အခါသုံးဆောင်ဖို့တို့နာလာတဲ့အခါသုံးဆောင်ဖို့တို့သေးတဲ့အခါသုံးဆောင်ဖို့တို့သေးတဲ့အခါတို့အိမ်မှာကြံနေခဲ့တဲ့တို့သားကြီး2ယောက်အတွက်သုံးဆောင်ခံစားဖို့ဆိုပြီးတော့ပြိတ္တရဲ့မိဘနှစ်ပါးများစွာရှာဖွေခဲ့တယ်စီးစိမ်တွေများစွာပြိတ္တရဲ့အဲ့ဒီမိသားစုမှာကြံခဲ့မိဘနှစ်ပါးဖြစ်တဲ့ဒကာကြီးနဲ့ဒကာမကြီးကသူတို့စိတ်ထဲမှာအိုဇာမင်းစားတဲ့ဒကာကြီးတို့ဒကာမကြီးတို့ကိုရှာဖွေစူဆောင်းတဲ့စီစဉ်ဥစ္စာယရနာတွေကိုအိုတဲ့အခါအသုံးဝင်မယ်လို့ထင်လားမထင်ဘူးလားကိုနာလာတဲ့အခါဒီစီစဉ်ဥစ္စာယရနာတွေနဲ့ခန္ဓာကိုယ်အနာယောဂပျောက်အောင်ကုသမယ်လို့ပြိတ္တရဲ့တွေးလားမတွေးဘူးလားအဲ့ဒါကိုရက်ထဲရွာတဲ့လူတိုင်းမှာအိုဇာမင်းစာဒီလိုသုံးနေနော်ဒါပေမဲ့တကယ်တမ်းဘဝလက်တွေ့မှာကြတော့ကိုရှာဝဲစူဆောင်းထားတဲ့စီစဉ်ဥစ္စာယရနာတွေဆိုတာအိုတဲ့အခါလဲအသုံးမဝင်ဘူးတဲ့နာလာတဲ့အခါမှလည်းပဲအသုံးမဝင်ဘူးတဲ့အိုလာတဲ့အခါအသုံးမဝင်နာလာတဲ့အခါအသုံးမဝင်ပါဘူးဆိုမှသေတော့ကိုပြိတ္တရဲ့အသုံးဝင်ရဲ့လားအလုံးဘာလုပ်ခဲ့ရခြံထားခဲ့ရတယ်ဟုတ်လားကိုရှာဝေစုဆောင်းထားတဲ့စီစဉ်ဥစ္စာယရနာဆိုတာမသိခင်တော့ပိုင်နေဆိုင်နေလို့ထင်ခဲ့ပေမဲ့ထင်နေကြပေမဲ့တကယ်တမ်းသိလဲသိကောပြိတ္တရဲ့ပိုင်လဲမပိုင်ဘူးဆိုင်လဲမဆိုင်ဘူးချမ်းသာတဲ့ပုဂ္ဂိုလ်လဲပြိတ္တရဲ့မြေကွက်လေးပိုင်ဆိုင်သွားတယ်6ပေတကျင်းမို့လားစင်းရတဲ့ပုဂ္ဂိုလ်လည်းပဲသိတဲ့အခါကျတော့ပိုင်ဆိုင်သွားတဲ့6ပေလောက်ရှိတဲ့မြေကွက်လေးတစ်ကျင်းနဲ့ခန္ဓာကိုယ်မှာဘာမှမပါဘဲနဲ့မိသင်ကြိုခံရတဲ့ပုဂ္ဂိုလ်ကမိသင်ကြိုခံရ
မြေမြုပ်ခံရတဲ့ပုဂ္ဂိုလ်ကမြေမြုပ်ခံရကိုယ်သွင်းခံရတဲ့ပုဂ္ဂိုလ်ကလည်းကိုယ်သွင်းခံရပါတတ်တယ်ဆိုတော့မဟာပါဠနဲ့ဇူလပါဠတို့သူတို့မိဘနှစ်ပါးကသူတို့တွေ့တာဩတို့အိုတဲ့အခါဒီစည်းစိမ်ဥစ္စာတွေနဲ့ငါတို့သုံးမယ်ဖြုံးမယ်ပေါ့ငါတို့နာလာတဲ့အခါခန္ဓာကိုယ်ရဲ့ယောဂဝေဒနာနှိစ္စတံဒီစည်းစိမ်ဥစ္စာယရနာတွေရှိရင်တော့ဒီယောဂပြောက်မယ်လို့ထင်ထားတာတကယ်တမ်းကြတော့ပြိဿရေတကယ်အရေးတကယ်ဘေးကြတော့ကေနိုင်ရဲ့လားမကေနိုင်ဘူးအဲ့ဒါနဲ့ပြိဿရေမြန်မြန်ပြောမိဘနှစ်ပါးကွယ်လွန်သွားတော့ကြံတဲ့အမွေညီကိုနှစ်ယောက်ရဒါကညီညွတ်တဲ့ညီကိုနှစ်ယောက်မို့လို့ဟုတ်လားတဲ့တဲ့ညီကိုနှစ်ယောက်မို့လို့အကယ်၍မသိမြတ်တဲ့ညီကိုနှစ်ယောက်ဆိုရင်ပြိဿရေရပါမလားဂျားကဘယ်သူစားသွားမှာသူတို့စားသွားမှာဟုတ်လားဒါကြောင့်မလို့တတိထားရမှာကဒကာကြီးထုံမကြီးတို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကကိုရှာဝေထားတဲ့စည်းစိမ်ဥစ္စာကိုအရင်ပြုလို့ဒီဘဝလေးအသုံးတဲ့အောင်သူလှုပ်သွားတယ်ဘဝတန်တရာထိအသုံးတဲ့အောင်သူလှုပ်သွားနိုင်တယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကကြတော့ပြိဿရေပင်ပင်ပန်းပန်းစင်စင်ရဲရဲနဲ့ရှာဖွေထားတဲ့စည်းစိမ်ဥစ္စာယရနာတွေကကိုယ်အတွက်ပါလို့ပါညာဆိုပြီးတော့တိမ့်ထားခဲ့ပေမဲ့တည်သွားတဲ့အခါကိုယ်နောက်ပါတစ်ခုမှမပါကြံခဲ့တဲ့ပုဂ္ဂိုလ်တွေဝေယူလားမယူဘူးလားအဲ့ဒါညီကိုနှစ်ယောက်ပြိဿရေစည်းစိမ်ဥစ္စာတွေဝေယူပြီးတော့မှကဲအကိုကြီးကဒီလောက်ရတဲ့နဲ့ဒါယူညီငယ်ကဒီလောက်ရတဲ့နဲ့ဒါယူဆိုပြီးတော့မဟာပါဠနဲ့ဇူလပါဠညီကိုနှစ်ယောက်အမွေခွဲပြီးတော့မိဘနှစ်ပါးကောင်းချသွားတဲ့အိမ်မှာပဲညီတူညီမြတင့်တင့်မြတ်တညီညွတ်မှုနဲ့သူတို့ဆက်လက်နေထိုင်ကြတယ်ပေါ့အဲ့ဒါတနေ့တော့ပြိဿရေအကိုပြည့်တဲ့မဟာပါဠကညနေဆောင်လေအိမ်ရှိထွက်ပြီးတော့မှတန်ရှင်းရေးလှုပ်ရင်းလမ်းလျှောက်ရင်းအညောင်းညာဖြည့်ရင်းနဲ့အိမ်ရှိလေးကိုထွက်နေတဲ့အခါကျတော့ပြိဿရေတပတ်ကလေးတွေပခုံးပေါ်မှာတင်းလို့လူတစုသွားနောက်ခဏနေတော့လေတပတ်ကလေးတွေပခုံးပေါ်မှာတင်းလို့ယောဂီဝတ်ဆောင်လေးတွေနဲ့လူတစုသွားနောက်ခဏနေကြပြန်တော့လဲလူ50ယောက်15ယောက်အုပ်စုလိုက်တဖွဲဖွဲနဲ့သာဝတိမြို့ဇေတဝန်ရှိရာဖျန်းရှိရာအရဲ့တို့လူတွေ50ယောက်တဖွဲ50ယောက်တဖွဲနဲ့မကြသွားတာမဟာပါဠတွေ့တော့အကိုကြီးတို့နောင်ကြီးတို့အမကြီးတို့အတော်ကြီးတို့ဘေးမြန်သွားနေကြတာလေခမည်းတော်မျက်နာတွေကြည်ရတာလည်းပဲအင်မတန်မှတန်ရှင်းကြည်လင်အေးချမ်းလိုက်တာသွားနေတဲ့ခြေလမ်းတွေကလည်းခြေတလန်းကိုကတိတတန်တန်တလို့ပဲတဲ့ကျွန်တော်မျက်လုံးထဲမှာအင်မတန်မှငြိမ်းချမ်းလိုက်တာလက်ထဲမှာလည်းပဲပူဇော်တက္ကရာပြုဖို့ရေကြံပန်းစီမီတွေလက်မဆွဲလို့ဘုရားကြောင့်သွားနေတဲ့လူတစုကိုမဟာပါဠတတောသားကသွားပြီးတော့မိတဲ့ခါကျတော့အိုးအမောင်ပါဠမဟာပါဠရေတို့တရေသွားနေတာဘယ်မှမဟုတ်ဘူးကသာဝတိမြေမှာရှိတဲ့ဇေတဝန်ကျောင်းအဲ့ဒီဇေတဝန်ကျောင်းမှာမြတ်စွာဘုရားညစဉ်ညတိုင်းတရားပွဲကြီးချင်းသေးလို့တရားနာပရိသတ်တွေကိုတရားဟောတယ်ကွအဲ့ဒီတရားပွဲတို့သွားနာမလို့ဘာသွားနာမလို့တို့ပရိသတ်များအိမ်ကထွက်လာတယ်မို့လားတင်ပေါင်စံမင်းဝင်သွားဖို့မဟုတ်ပါဘူးလို့ပြောမလို့ပါပဲဦးစင်းကလည်းဟုတ်လားဒီနာရောက်မှဟောမတော်ဘူးအပဝါကြီးကလည်းတက်တယ်ကြနေပြီနိဗ္ဗာန်စောကြီးကလည်းခေါ်နေပြီဘုန်းကြီးလည်းကြွနေပြီတဲ့ကဲဝင်အောင်မှာဆိုပြီးတော့အာနာပါနာနဲ့ဝင်လာတာလည်းတယောက်မှမပါပါဘူးလို့ပြောမလို့ပါဟုတ်လားဘာပဲဖြစ်ဖြစ်ပြိဿရေတရားနာဖို့ဒုသွားမလို့မဟာပါဠရေတဲ့ဟာတရားပွဲရှိတာကျွန်တော်အခုမှသိတယ်ဗျာတဲ့ဟာမင်းကွာဒီမြို့ဒီရွာနေပြီးတော့ဒီနေရာမှာညစဉ်နှစ်စဉ်ဒါဘုရားကြောင်းကြတော့ညစဉ်ပေါ့တို့ရွာသစ်ကြတော့နှစ်စဉ်ဟုတ်လားတစ်ကြိမ်တန်းသည်နှစ်ကြိမ်တန်းသည်သုံးကြိမ်တန်းသည်ရှိလားမရှိဘူးလားဆိုတော့မင်းဒီနားနေပြီးတော့တရားပွဲရှိတာမင်းအခုမှသိရလားဟုတ်တယ်ဦးကြီးတို့ရေတဲ့ဟုတ်တယ်အတော်ကြီးတို့ရေကျွန်တော်ကဘာနဲ့တူနေတယ်လဲဆိုတော့ဖះကြောင်နာနီးပြီးတော့ဟင်းမွေနေရတဲ့ရောင်းမကြီးနဲ့တူနေတာဗျတဲ့ဘာကြီးနဲ့တူနေတာဟင်းတော့နေ့တိုင်းအမွေးနေရတာပဲသူကအရင်ဟင်းတွေ့ရတာစားတော့ကြတဲ့သူတွေကပြိဿရေဟင်းရဲ့အရသာနောက်မှသိရတာဟင်းရဲ့ခွက်ကိုနောက်မှမြင်ရတာရောင်းဟင်းအိုးတဲ့အရင်သူရောက်တာသို့တော့အရသာသိရလား
ဦးကြီးတို့ရေတော်ကြီးတို့ရေကျွန်တော်ဘဝရောက်မှကြီးနဲ့တူလိုက်တာဗျာကျွန်တော်ဘဝရောက်မှကြီးနဲ့တူလိုက်တာနေစဉ်ညစဉ်ကျွန်တော်ရဲ့အိမ်နာမှာရှိတဲ့ဘုရားကျောင်းမှာတရားပွဲကြီးရှိပေမဲ့ကျွန်တော်မသိခဲ့ရဘူးကျွန်တော်မသိလိုက်ဘူးကျွန်တော်ဘာတရားမှမနာဘူးသူဒီလိုတွေးတယ်ဝမ်းနေတဲ့စိတ်မကောင်းဖြစ်ဘာနဲ့တူတာတဲ့ရောက်မှနဲ့ဒါကြောင့်မလို့တို့ပြိတ္တများလဲရောက်မှမဖြစ်စေနဲ့ဟုတ်လားကိုယ့်ရဲ့အနားမှာရှိတဲ့ကိုယ့်ဘဝဝန်းကျင်မှာရှိတဲ့တန်ဖိုးထားစရာကောင်းတဲ့တန်ဖိုးရှိတဲ့အရာတွေကိုရအောင်ယူနိုင်ဖို့အရေးကြီးလားမကြီးဘူးလားတချို့ပုဂ္ဂိုလ်တွေကဉာဏ်မရှိတော့ဘာနဲ့တူလဲဆိုတော့ကြက်မကြီးနဲ့တူတယ်ဘာနဲ့တူလဲအဲ့ဒါကဘယ်စာထဲမှာမှမဟုတ်ကိုယ့်နဲ့ကိုလှုပ်ကြံပြီးတော့မှအဲ့ဒါဦးစင်းကဥပမာပေးတာကြိုက်လဲလက်ခံမကြိုက်လဲလက်မခံနဲ့ဟုတ်လားဘာနဲ့တူတာလဲကြက်မကြီးနဲ့တူတာတဲ့ကျမကြီးကပြိဿရေကြက်သားတအုပ်နဲ့သူမနဲ့မိုးလင်းညာမိုးချုပ်အစာရှာလားမရှာဘူးလားအမိုက်ပုံတွေလဲရက်တယ်ဖြဲတယ်ရှာတယ်ဟိုနာကကြွကြွအိတ်တွေလဲပဲသူစိတ်တယ်မှွတယ်ခလေးတွေအတွက်အစာရှာတယ်ကျမကြီးကဦးဇင်းတို့ငငယ်တွေကမြင်ဘူးတယ်အခုလဲမြင်နေရတယ်မို့လားခလေးတွေအတွက်ကျမကြီးကဥဆောင်လို့အစာရှာအတွက်ဒီအမိုက်ပုံကြီးတွေးပြီဆိုတာနဲ့အဲ့ဒီကျမရက်တော့တာပဲဖြဲပြီးတော့မှရှာတော့တာပဲသူ့ဘာရှာလဲပိုးကောင်မွားကောင်စံစေစပါးစေတဲလုံးမော့လားသူ့အတွက်ကပိုးကောင်မွားကောင်စံစေစပါးစေဒီသူ့အတွက်အင်မတန်တန်ဖိုးရှိတယ်ကျမကသူ့ကလေးတွေလည်းကျွေးမဲ့သူလည်းစားမဲ့သူ့ဇလုတ်တဲ့သိမ်းနာမဲ့ညရောက်တဲ့အခါသူမရှာနိုင်တဲ့အခါသူသားသမီးတွေစားလာတဲ့အခါဇလုတ်တွေကပြန်ထုတ်ပြီးတော့သူပြန်ကျွေးမဲ့ကျမကြီးကောင်းတဲ့ဒါပဲသူတွေးတယ်အဲ့ဒါနဲ့အမိုက်ပုံတပုံကနေရှာရင်ဖြဲရင်ရက်ရင်နဲ့ပြိတ္တရေပြည်တံပရမကြီးတလုံးကျမရဲ့ဝမ်းပိုက်အောက်ထဲကိုပြိတ္တရေရောက်လာပါတဲ့ဒါပေမဲ့ကျမသိရဲ့လားတန်ဖိုးလဲမသိဘူးပြည်တံပရမလဲပြည်တံပရမမှန်းလဲမသိဘူးကျမလားတခြားလားကျမကြီးသူ့အောက်မှာတကယ်တန်ဖိုးရှိတဲ့ပြည်တံပရမကြီးရောက်နေပေမဲ့ကျက်မသည်ရှာတာပိုးကောင်မွားကောင်ဒီလိုပဲတဲ့မဟာပါဠအမေတို့လက်ထက်မှာကလေးကစီစဉ်ဥစ္စာယရဏချမ်းသာကြွယ်ဝပေမဲ့ဖះเจ้าတစ်ခေါက်မှမရောက်ရှာဘူးတဲ့တရားပွဲတစ်ခေါက်မှမနာရရှာဘူးတဲ့အခုဦးကြီးတို့တော်ကြီးတို့ရက်ကွက်မှရှိတဲ့မြို့သူမြို့သားတွေတဘွားဘွားသွားနေတာသူတွေ့တော့လှမ်းပြီးတော့အပြင်ကိုထွက်မေးတဲ့အခါအော်တရားပွဲသွားတာသူသိဒါဆိုရင်ဦးတို့ရဲ့တဲ့ကျွန်တော်ကတရားနာလို့မရဘူးလားတဲ့မဟာပါဠမေးတာအမောင်ရဲ့တဲ့မင်းဘလို့ပြောလိုက်တာလဲဘုရားဟောတဲ့တရားဆိုတာခွဲခြားဆက်ဆံပြီးတော့မဟောပါဘူးကွာတဲ့မြည်သူမဆိုတရားရှိတဲ့ပုဂ္ဂိုလ်တိုင်းတရားနာလို့ရတယ်ပရိသတ်ရဲ့ဒီစကားလေးဦးစင်းကသိကြိုက်တယ်မြည်သူမဆိုတရားရှိတဲ့ပုဂ္ဂိုလ်တိုင်းဘာနာလို့ရတယ်ဓမ္မပူဇာထဲမှနာလို့ရတာဟုတ်ရဲ့လားအဲ့ဒါကိုဦးစင်းကပွဲတိုင်းလိုပြောတယ်အဲ့ဒီအကျင့်ကိုဦးစင်းကရအောင်ချွတ်မယ်လို့သိကူးထားတယ်လူနိုင်ရင်တော့ကောင်းတာပေါ့လူနိုင်ရင်တော့ပို့ပြီးတော့ဝမ်းသာစရာကောင်းတာပေါ့တချို့တက္ကကြီးဓမ္မကြီးတွေကပြောတယ်တရားပွဲဘာကြောင့်မသွားလဲဆိုတော့ဓမ္မပူဇာမတတ်နိုင်လို့တဲ့ဝမ်းနေစရာမကောင်းဘူးလားဝမ်းနေစရာဘာကြောင့်ကောင်းတာလဲဆိုတော့ပြိဿရေဓမ္မပူဇာမလုံနိုင်တာကိုဝမ်းနေတာမဟုတ်ဘူးအသိဉာဏ်နေတာကိုဝမ်းနေတာနော်ဓမ္မပူဇာမလုံနိုင်လို့ဆိုပြီးတော့နိဗ္ဗာန်ဇောကဘေဓမ္မဂတိကမှဘေဓမ္မပူဇာမတ္တိအလူရှင်ကမှနင်တရားလာမနာရဘူးလို့ပြောတာရှိရဲ့လားဒါကြောင့်မလို့ဓမ္မပူဇာဘာမဟုတ်တဲ့ဆိုပေမဲ့ပြိဿရေတရားနဲ့ဓမ္မပူဇာနဲ့တော့မနိုင်ပါနဲ့ဟုတ်လားအင်မတန်မွန်မြတ်တဲ့တရားနဲ့ဒီ1500စတဲ့ဓမ္မပူဇာနဲ့မလဲပါနဲ့တရားကြီးတို့မကြီးများဒါလေးကိုဦးဇင်းသတိပေးပါရစေနော်ဓမ္မပူဇာမလူနိုင်လို့တရားပွဲမသွားဘူးဆိုတဲ့အဖြစ်မျိုးပဲတော့အခါမှမကြုံပါစေနဲ့ဖရာတရားဆိုတာတတ္တဝါအလုံးအတွက်ပရိသတ်ရေဟောခဲ့တာနော်ခွဲခြားဆက်ဆံပြီးတော့ဟောခဲ့တာပါရဲ့လားမပါဘူးအဲ့ဒါလေးရင်ဝယ်နှလုံးသားမှာသိအထိသိပြီးတော့ဓမ္မပူဇာမလူနိုင်လေတရားဝဲသွားနိုင်ရင်သွားပါတရားနာနိုင်ရင်နာပါဘု து အတွက်လဲကိုယ်အတွက်ပရိသေရေပြောဘု து အတွက်လဲကိုယ်အတွက်ပဲ
ဒါကြောင့်မလို့အဲ့ဒါလိုမဟာပါဠကမေးတဲ့အခါကျတော့တရားပွဲသွားတဲ့ပုဂ္ဂိုလ်တွေကဖြေတယ်ဒါဆိုရင်ကျွန်တော်လည်းအခုပဲတရားပွဲလိုက်မယ်ဆိုပြီးတော့မြန်မြန်ပြောဘုရားကျောင်းမဟာပါဠရောက်တရားနာအဲ့ဒီညာပါပဲမြတ်စွာဘုရားကငါးပြအာယုကာမဂုဏ်တွေရဲ့ဖြစ်ခြင်းပြခြင်းသဘောစောစောကအနှစ်သာရမရှိအချိန်တန်ရင်အကုန်ခြံခဲ့ရမယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာဟောဒီပစ္စည်းတွေကိုအရင်ပြုအကြောင်းပြုပြီးတော့ဉာဏ်ရှိသလိုဘဝတန်တရာကိုအယံယူသွားကြတယ်လို့မြတ်စွာဘုရားကဒါနကတာသီလကတာတက္ကကတာမဂ္ဂကတာကာမနံအာတိနဝကတာတရားတွေကိုဟောလိုက်တော့မဟာဓမ္မပါမဟာပါဠသရောသာတရားနာလို့ပြီးအိမ်အပြန်မှာတရားတွေပေါက်ပါတဲ့တံဝေကဓမ္မတွေရဝမ်းသာလိုက်တာဖေတို့မေတို့ရှိတဲ့ကဒီတရားငါနာလိုက်ရရင်ဖေတို့မေတို့လည်းငါတရားနဲ့ငါကျေးဇူးဆက်ခွင့်ရလိုက်မှာဟုတ်လားဘာနဲ့ကျေးဇူးဆက်ခွင့်ရလိုက်မှာအဖေတို့အမေတို့ရှိတဲ့အချိန်မှာဖေတို့မေတို့ကိုတရားနာနိုင်အောင်သတ္တမိတွေကပံ့ပိုးကူညီရပါမယ်နော်တချို့တခါကြီးထုံမကြီးတချို့အဖေတွေအမေတွေဆိုတာပြိတ္တရဲ့အိမ်စိတ်မချတဲ့မိဘတွေကများတယ်ဟုတ်လားနင်တို့ပဲသွားကြငါတော့အိမ်ဆောင်မဲတဲ့အိမ်စိတ်မချဘူးတဲ့အဲ့ဒါအိမ်ကနေတဘွားမှမခွာဘူးအဲ့လိုမိဘတွေမြန်ရှိရင်လေတဲ့သာသမီတွေကပြိတ္တရဲ့အလိုက်တသိနဲ့အဖေတို့အမေတို့ဘုန်းကြီးကြောင်းသွားတရားပွဲသွားတရားနာသားတို့သမီးတို့စိတ်ချအိမ်မှာလုံးလုံးကြုံကြုံအေးအေးချမ်းချမ်းနဲ့စိတ်ချလက်ချတရားပွဲသွားသားတို့သမီးတို့အိမ်မှာစောင့်ပေးပါမယ်လို့ပံ့ပိုးကူညီမှုလေးမြန်ပေးလိုက်ရင်မိဘနှစ်ပါးတရားနာပြည့်လားမနာပြည့်ဘူးလားအဲ့ဒါမဟာပါဠနောင်တတွေရပြီးတော့ပြိတ္တရဲ့ဖေတို့မေတို့ရှေ့စင်းတုန်းကဒီတရားဘုရားတရားငါနာလိုက်ရရင်သိကောင်းပါပဲတဲ့ငါရဲ့ဖေတို့မေတို့ကိုလည်းပဲတရားနဲ့ငါကျေးဇူးဆက်ရရောက်မယ်ခို့တော့ဖေတို့မေတို့ကွယ်လွန်မှငါဒီတရားဝဲရောက်တဲ့ဘုရားတရားနာရတယ်သူနောင်တတွေရပြီးတော့အဖေမေကိုတတိယဒါပေမဲ့ငါနောက်မကြသေးဘူးတဲ့ငါပြုသမျှကိုယ်သလားဘိုးဘကတွေနဲ့ငါမိဘနှစ်ပါးကွယ်လွန်သွားတဲ့ဖေတို့မေတို့ကိုအဖေရောက်ရရကမြတ်မြတ်သာဓုခေါ်ပါအမေရောက်ရရကရောက်ရဘဝကနေပြီးတော့အမြတ်အမြတ်ယူတော်မူပါလို့ငါရဲ့မိဘနှစ်ပါးကိုငါအမြတ်ပေးဝေပြီးတော့ငါကျေးဇူးဆက်လို့ရတယ်ဒီနေရာမှာဦးဇင်းကဗာပြောချင်တာလဲဆိုတော့ဒီကနေ့အလို့ရှင်လုံးမမိသားစုတွေကစုံစုံလင်လင်မိဘနှစ်ပါးရှိသေးတယ်ဆိုတော့ဒါကလက်တွေ့ဘဝမှာတည်းမိဘနှစ်ပါးကိုကျေးဇူးဆက်လို့ဒကာကြီးတို့မကြီးများရလားမရဘူးလားရတယ်တချို့ပုဂ္ဂိုလ်တွေကမိဘနှစ်ပါးကွယ်လွန်သွားကြတဲ့ပုဂ္ဂိုလ်တွေမြောက်များစွာဒါပေမဲ့အမငယ်ပါနဲ့စိတ်တမကြပါနဲ့ဘုရားသာသနာမှာကောင်းမိုးတွေများစွာလုပ်ပြီးတော့ကွယ်လွန်သွားတဲ့တို့ရဲ့အဖေကွယ်လွန်သွားတဲ့တို့ရဲ့အမေကိုအမြတ်တမ်းပေးဝေလို့မရဘူးလားအဲ့ဒါလဲပြိတ္တရဲ့မိဘနှစ်ပါးကိုတရားနဲ့ကျေးဇူးဆက်တာပြောပါနဲ့ကျေးဇူးဆက်တာအဲ့ဒါလေးကိုဦးဇင်းကပြောခြင်းလို့ဒီမဟာပါဠစကားလေးကိုအရယူခြင်းလို့ဒီနေရာထိအောင်သွားရတာမဟုတ်ရင်စိုးစိုးကဂါထာနဲ့တင်ဖြတ်လိုက်ရင်အခုလောက်ဆိုရေစက်ချက်မီးပြက်စရာအကြောင်းမရှိဘူးဟုတ်လားအခုတော့ဒါလေးကိုပြောခြင်းလွန်းလို့ပြိတ္တရေနော်သဘောပေါက်ပြီလားမိဘကျေးဇူးပါဦးတဲ့မြင့်မို့ဦးတဲ့ပြိတ္တရေအရေးကြီးလားမကြီးဘူးလားအရေးကြီးတယ်အဲ့ဒါမဟာပါဠဓမ္မတန်ဝေကတွေရပြီးတော့များစွာနောင်တတရားနာရတာငါနောင်တရလိုက်တာဘာဖြစ်လို့တရားနာပြီးတော့နောင်တရတာလဲဆိုတော့တရားနာတာနောက်ကြလို့တဲ့ပြိတ္တရေဘာနောက်ကြလို့ဒါကြောင့်မလို့တချို့ကပြောတယ်တရားပွဲအာမသွားမယ်တဲ့လောကကြီးမှာအားတယ်ဆိုတဲ့အချိန်ရှိလားမရှိပါဘူးဘယ်သူမှမအားဘူးဟုတ်လားကိုယ်လုံးနဲ့ကိုယ်ရှုပ်နေကြတယ်မို့လားဝန်ထမ်းနဲ့ဝန်ထမ်းအလုပ်လေယာလဲလေယာအလုပ်ဟုတ်လားစက်ယုံလဲစက်ယုံအလုပ်နဲ့ကိုယ်လုံးနဲ့ကိုယ်ရှုပ်နေကြတာပြိတ္တရေအာမတရားနာမယ်ဆိုရင်တည်တဲ့အခါတို့တည်နေကြတဲ့လူတွေများစွာရှိတယ်အားအားရရတည်ကြတာလားမအားတဲ့ကြားကတည်ကြရတာလားအဲ့ဒါလည်းသတိထားရမယ်နော်အဲ့ဒါနဲ့မဟာပါဠကပြိတ္တရေမြန်မြန်ပြောကြစို့ဗျာကိုတော်ကလည်းမြန်မြန်ပြောနဲ့မိတာနှခါပြတ်တော့မယ်ခုထိပြီးသေးဘူးဟုတ်လားအဲ့ဒါညီလေးသုလပါဠကိုခေါ်တယ်ကဲညီလေးတဲ့အကိုယဟန်ပြုတော့မယ်တဲ့ကဲဘာပြုတော့တသက်လုံးစားလို့တောက်လို့မကုန်ကြိုက်တလောက်ဖြုံကြိုက်တလောက်သုံးမိဘနာပါပြီးသွားတဲ့စီစဉ်ဥစ္စာညီကိုနှစ်ယောက်တည်းခံစားရတယ်အဲ့ဒီမှာသုလပါဠဖြစ်တဲ့ညီငယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကငိုတော့တာပဲကိုကြီးရဲ့တားတာအမျိုးမျိုး
မဝစ်ပါနဲ့အကိုကြီးရဲ့အရွယ်ငယ်ငယ်ရှိသေးတယ်ကာမဂုဏ်များစွာကြိုက်တဲ့လောက်ပျော်ပပြီးအသက်ကြီးမှယဟန်ဝတ်ပါလားဘာကြီးမှဟုတ်လားအဲ့မှာမဟာပါဠကပြောတယ်ညီလေးမင်းမှားနေပြီတဲ့ယဟန်တရားအားထုတ်တယ်ဆိုတာငယ်တုန်းရွယ်တုန်းတန်တုန်းမာတုန်းကျမ်းမာရေးကောင်းတုန်းမှာယဟန်တရားအားထုတ်ရတာအသက်ကြီးမှငါဘိုးရင်ဝိငါခန္ဓာငါဝေဒနာငါကုသနေရတာဘယ်မှာယဟန်တရားသွားအားထုတ်နိုင်မှာလဲတဲ့တက္ကကြီးများနော်အသက်ကြီးမှဘာဝစ်လို့မတော်ဘူးသဘောပေါက်လားတချို့လူတွေတွေးတယ်အသက်ကြီးမှဘုန်းကြီးဝတ်ကြတာပေါ့အသက်ကြီးမှဘုန်းကြီးဝတ်တော့မဟာပါဠကပြောတယ်ကိုယ်ဝေဒနာကိုယ်ခန္ဓာစိတ်ကုပြီးတော့ပြုပြင်နေရတာနဲ့ယဟန်တရားအားထုတ်နိုင်မှာမဟုတ်ဘူးတဲ့ယဟန်တရားကိုတကယ်အားထုတ်ခြင်းရင်ငွေတုံးရွယ်တုံးမှာဘာဝတ်ကမယ်ယဟန်ဝတ်ကမယ်သဘောပေါက်ရဲ့လားဒါကြောင့်မလို့စောစောကအလှမှာတရားဟောမဲ့တခါကြီးတရားဟောမဲ့တောင်ဖြစ်တယ်ယဟန်ဝတ်မဲ့တခါကြီးဘယ်ရောက်သွားစောစောဥစဉ်လာကြတော့တာလေဒကမကြီးရဲ့တခါကြီးကိုဥစဉ်ကစတယ်ဒကာကြီးရာသက်ပံဝတ်ပါလားဆိုတော့မွန်းနိုင်သေးပါဘူးတဲ့ဒကာကြီးအသက်ဘယ်လောက်ရှိပြီတော့60နဲ့တနှစ်60နဲ့တနှစ်ဒါမဲ့ဒကာကြီးကိုဥစဉ်ကိုချင်းစားတယ်ဘာဖြစ်လို့လဲဆိုတော့ဥစဉ်တို့လူတွေကအသက်ကြီးလေမှီရင်လေဟုတ်လားအသက်ကြီးလေမှီရင်လေဒကာကြီးလည်းမှီရင်ရှာမှာပေါ့မိသားစုဟုတ်လားနော်ဘုန်းကြီးเจ้าကမှီလို့မကောင်းဘူးဘုန်းကြီးတွေကပေကက်ကက်နဲ့ဟုတ်လားဟုတ်လားဘုန်းကြီးကျောင်းနဲ့ဝင်ကန်ထုတ်တော့မယ်နဲ့တူတယ်ဒါကြောင့်မလို့အဲ့ဒါမဟာပါဠကပြောတယ်ဇူလပါဠကိုညီလေးမင်းမနေပြီတဲ့အကိုကြီးကငယ်တုန်းရွယ်တုန်းယဟန်ပြုမှာကွာတဲ့ဒါကြောင့်မလို့ဒီစည်းစိမ်နဲ့မင်းအကုန်ယူလိုက်တော့တဲ့ကဲဒိုးနဲ့မြန်ကွာလားမကွာဘူးလားအမေတို့ဖေတို့ခြံထားတဲ့စည်းစိမ်ဥစ္စာယရဏညီကိုနှစ်ယောက်တည်းရတာအကိုလုံးတဲ့ပုဂ္ဂိုလ်ကညီလေးကိုဒီစည်းစိမ်နဲ့မင်းအကုန်ယူလိုက်တော့တဲ့ငါသာသနာပေါင်းနဲ့ရန်သက်ပံယဟန်ဝတ်တော့မယ်တဲ့အဲ့ဒါလို့ပြီးတာကိုညီလုံးတဲ့ပုဂ္ဂိုလ်ကပျော်တယ်ထင်လားမပျော်ဘူးဗျာအကိုယဟန်ဝက်မှာမို့လို့ဒီစည်းစိမ်နဲ့ကျွန်တော်မလိုချင်ဘူးဗျာတဲ့အကိုယဟန်မဝက်ပါနဲ့တောင်းပန်ရှာတယ်အမျိုးမျိုးတောင်းပန်နဲ့တောင်းပန်လို့မရနော်အဲ့ဒါနဲ့မဟာပါဠသုလပါဠကတောင်းပန်လို့မရတော့မဟာပါဠဘုရားကြောင့်သွားပြီးတော့ဘာလို့လဲယဟန်ဝက်ယဟန်ဝက်ပြီးတော့ပြိဿရဲ့ဘုရားရှိမှာကမ္မထန်တစ်ခုတောင်းပြီးတော့တောထွက်တယ်ဘာထွက်လဲတောထွက်တယ်တောထွက်ပြီးတော့ယဟန်တရားအာထုတ်ယဟန်တရားအာထုတ်တော့ပြိဿရဲ့အဲ့ဒီမှာတဝါသတင်းသုံးပေါ်တွေနဲ့အတူတူနေတယ်တချို့သတင်းသုံးပေါ်တွေက2ပါးတွဲ3ပါးတွဲ4ပါးတွဲအဖော်လေးရအောင်ဆိုပြီးတော့ဝါကြောင်လေးတွေတေးကြောင်လေးတွေထိုးပြီးတော့မှအဲ့ဒီတောထဲမှာသတင်းသုံးနေကြမဟာပါဠယဟန်တော်ကတော့အရှင်ဘုရားတို့တဲ့တပည့်တော်ကိုတမျိုးမမြင်ပါနဲ့ဖေရတပည့်တော်မာနကြီးတာလည်းမဟုတ်ဘူးဖေရတပည့်တော်စိမ့်စိမ့်ကာကာရှင်ဘုရားတို့နဲ့နေခြင်းလို့လည်းမဟုတ်ဘူးဗျတပည့်တော်ဒီတဝါမှာပဲယဟန်တရားရအောင်တရားသူပေါအောင်တပည့်တော်အထုတ်ခြင်းလို့တပည့်တော်တပါးတည်းနေပါရစေတပည့်တော်ရှင်ဘုရားတို့ရှိကိုလည်းပဲမလာဘူးဗျတပည့်တော်ရှိကိုလည်းရှင်ဘုရားတို့ဘယ်တော့အခါမှမလာပါနဲ့ဖေဟာတာမန်နားနဲ့နားထောင်ရင်တော့ရက်ဆက်ရကြတယ်နော်ဖယားထံကနေပြီးတော့တရင်သုံးဖို့အတူတူတောတဲ့ကိုပြိဿရဲ့အတူတူကတရင်သုံးဖို့တရားအထုတ်ဖို့အတူတူသွားတာတောတဲ့ရောက်တော့သူကသွေးခွဲတဲ့စကားတွေပြောစိမ့်ကားတဲ့စကားတွေပြောပြီးတော့တပည့်တော်တပါးတဲ့နေပါရစေဖယားတဲ့အကြောင်းကြီးငယ်ရှိမှတပည့်တော်တန်ချောင်းခောက်လိုက်မယ်ဖယားအဲ့ဒီတန်ချောင်းတန်ကြားမှတပည့်တော်ရဲ့အကြောင်းကိုအရှင်ဖယားတို့ကြွလာပါဖယားဒီဝတ္ထုဒီဇလန်းကိုဦးဇင်းကလေးလာမှတ်သားရင်းနဲ့အတိတစ်ခုရလိုက်တာကတရားရမဲ့ပုဂ္ဂိုလ်နဲ့တရားမရမဲ့ပုဂ္ဂိုလ်ဒီနေရာမှာကွာသွားတာတရားရမဲ့ပုဂ္ဂိုလ်ကပရိသတ်ရဲ့တယောက်တည်းနေပြီးတော့တစိတ်တည်းထားတတ်တယ်တရားမရမဲ့ပုဂ္ဂိုလ်ကပရိသတ်ရဲ့တယောက်တည်းမနေတတ်ဘူးအိမ်တယောက်တည်းထိုင်နေရင်မနေတတ်တော့ဘူးဟိုဘက်အိမ်သွားခြင်းသလိုလိုဟုတ်လားစကားလိုက်ပြောချင်တာလေဒီဘက်အိမ်သွားလေခြင်းသလိုလိုနဲ့ပရိသတ်ရဲ့တယောက်တည်းမနေတတ်ရင်ဘာမရနိုင်ဘူးတဲ့တရားမရနိုင်ဘူးသဘောပေါက်တယ်နော်ဒါကြောင့်မလို့ဦးဇင်းတို့တွေကဒကာကြီးတို့မကြီးများတယောက်တည်းနေပြီးတော့ဘယ်နဲ့စိတ်ပဲထားတတ်ရမယ်အဲ့ဒါမှတောကငြိမ့်တယ်တဲ့သဘောပေါက်ပြီလားဒါကြောင့်မလို့ပရိသတ်ရဲ့မဟာပါဠယဟန်တော်ကတန်ဃာတော်တရင်သုံးဘောတွေကိုဒီလိုမိတ်တော့
တရင်သုံးဘော်တွေကလည်းသဘောတူစွာဝမ်းနေစွာနဲ့စိတ်မကောင်းစွာနဲ့သဘောတူပြီးတော့မဟာပါဠယဟန်တော်တပါးတဲ့တရင်သုံးနေအဲ့ဒါနဲ့တဝါတွင်လုံးသူတရားသူအာထုတ်သူကိုတရားကိုအာထုတ်နဲ့ပြိတ္တရေဝါကျွတ်တဝါရပြီးတော့တရင်လဲကျွတ်လဲကျွတ်ကောယဟန်တန်ဃာတွေကပြိတ္တရေအတီးတီကျောင်းဆောင်တွေကထွက်ပြီးတော့ကဲဖျားဖူးသွားမယ်တာဝတိပြည်ကိုပြန်မယ်ဇေတဝန်ကျောင်းကိုပြန်ကြမယ်တို့ဖျားသွားပြီးတော့ဖူးမြော်ဥတင်ကြောရအောင်မဟာပါဠယဟန်ကြီးကျောင်းလေးကထွက်တာမတွေ့ပါလားလို့သွားကြည့်တော့ပရိသတ်ရေဘာဖြစ်လဲဝရိယလွန်ကဲပြီးတော့မှမဟာပါဠကတရင်မကျွတ်ခင်တော်တလင်းလာပြေးလောက်မှတော်တလင်းလာဝက်လောက်မှမဟာပါဠရဲ့မျက်စိနှလုံးဟာဘာဖြစ်လာလဲဆိုတော့မျက်ရည်ဘူးတွေတောက်လျှောက်ကြပြီးတော့မျက်စိနာတဲ့ယောဂဘာယောဂလဲမျက်စိနာတဲ့ယောဂသူဆွဲပြီးတော့ဘေးတရင်သုံးပေါ်မှာလဲသူမပြောဘူးဒါလောက်ကိုမျက်ရည်ဘူးတွေကြနောက်ဆုံးဘလောက်တောင်ဖြစ်လာလဲဆိုတော့တရင်သုံးပေါ်တွေကကြောင်းထဲကိုဝင်ပြီးတော့တေချာကြည့်လိုက်တော့အဲ့ဒီမျက်စိတစ်လုံးမှာပြိတ္တရေပိုးလောက်တီတောင်ကြနေပြီတဲ့မျက်စိနှလုံးပြက်သွားတာမျက်စိနှလုံးဘာဖြစ်သွားလဲဟာတခါတည်းပိုးလောက်လေးကြသွေးတွေကြတန်ငယ်ရည်တွေကြဒါပေမဲ့မဟာပါဠယဟန်တော်ဟာဘလောက်သာသနာကိုချစ်လို့ဘလောက်တရားလိုချင်တယ်လဲဆိုတော့အဲ့ဒီမျက်စိယောဂါကိုပမာမပြုတ်ဝဲနဲ့ဂယုမဆိုင်ဝဲနဲ့သူတရားသူအာထုတ်တယ်ကြီးညိုစရာမကောင်းဘူးလားအဲ့ဒါကိုကြီးညိုလုံးလုံးဦးစင်းကဒီညဒကာကြီးတို့မကြီးများကိုကျေးဇူးဆက်လို့ဒီတရားလေးဟောပါတယ်ကိုအတွက်ကိုဟာအားကိုတဲ့ပုဂ္ဂိုလ်ဖြစ်နေသလားယံသူဖြစ်နေသလားဆိုတာမဟာပါဠတဒိုးသားတစ်ဖြစ်လဲစက္ခုပါဠမထေကဒီတရားကိုဟောသွားတာနော်အဲ့ဒါနဲ့တရင်သုံးဘော်တွေကစိုးရင်တကြီးနဲ့အရှင်ဘုရားနေရက်လိုက်တာနေစိမ့်လိုက်တာဒီလောက်ယောဂတွေထုံနေတာတပည့်တော်တို့ဘေးနာမှာတရင်သုံးဘော်တွေရှိနေပါလေရဲ့နဲ့ဘာကြောင့်မပြောတာလဲဘုရားတပည့်တော်တို့ဝိုင်းဝန်းဆောင်ရှောင်းကိုညီပြီးတော့အရှင်ဘုရားကိုပြုစုပေးမှာပေါ့ဘုရားအခုတော့ကြည်စမ်းပါဦးတပည့်တော်တို့ကလည်းသိတာနောက်ကျလိုက်တာတပည့်တော်တို့တရင်ကျွလို့မြတ်စွာဘုရားထံဘုရားဖို့ပြန်မယ်ဆိုပြီးတော့အရှင်ဘုရားကိုလာခေါ်ကမှဒီအကြောင်းတပည့်တော်တို့သိရတယ်ဘုရားဆိုပြီးတော့ပြိတ္တရဲ့မဟာပါဠလို့ခေါ်တဲ့ယဟန်တော်ကိုအာမလို့အမယအပြစ်တင်စကားတွေပြောပြီးတော့တရင်သုံးဘော်တွေကလက်ကင်မှာလက်တော့လေးတွေလက်တော့ဘွားလေးတွေယူပြီးတော့မှဂုံးစားလေးတွေနဲ့များစွာသောသွေးပေါင်းမြောင်များစွာနော်တငယ်ရေပေါင်းမြောင်များစွာထပ်နေတဲ့ပြက်သွားပြီးဖြစ်တဲ့ဒီမျက်စိနှလုံးကိုအตาရလေးတုပ်ပြီးတော့ဗဇက်တွေကလည်းတဖွားဖွားပြောအရှင်ဘုရားရက်ဆက်လိုက်တာဗျာပြောမှာပေါ့တပည့်တော်တို့ပြုစုပေးမှာပေါ့အာမလို့အာမယမကျင်တဲ့စိတ်တွေကရုဏာဒေါသတွေထွက်ပြီးတော့ဝိုင်းဝန်းပြုစုစောက်ရှောက်လိုက်တာအဲ့ဒါနဲ့တရင်သုံးဘော်တဲ့တပားကမနေနိုင်လို့လက်အုပ်ချပြီးတော့မေးတယ်အရှင်ဘုရားတဝါတွင်လုံးအရှင်ဘုရားဘလို့ဣရိယာပုတ်နဲ့တရားအားထုတ်တယ်လဲဘုရားဣရိယာပုတ်ကပြိတ္တရေ၄ပါးရှိတယ်လျှောက်ထိုင်ရက်သွားအလုံးပြောပါဦးဣရိယာပုတ်ဘဏ္ဍပါတပည့်တော်တို့ကတော့ဘုရားတဲ့တခြားတရင်သုံးဘော်တွေကပြောတယ်လျှောင်းလဲလျှောင်းတယ်ဘုရားထိုင်လဲထိုင်တယ်ဘုရားရက်ပြီးတော့လဲတရားအားထုတ်တယ်ဘုရားဇင်ကြံလျှောက်သွားပြီးတော့လဲတပည့်တော်တို့တရားအားထုတ်တယ်ဘုရားမဟာပါဠယဟန်တော်ဘုရားအရှင်ဘုရားကဒီတဝါတွင်လုံးဘလို့ဣရိယာပုတ်နဲ့ယဟန်တရားကိုအားထုတ်တာလဲဘုရားမေးတဲ့အခါကျတော့မဟာပါဠကလျှောက်တယ်ရှင်ဘုရားတို့တဲ့တပည့်တော်ဒီတဝါတွင်လုံးအဋိဌံဝင်ပြီးတော့တရားအားထုတ်ခဲ့တာကြောမခင်းခြင်းဖြင့်တပည့်တော်တရားအားထုတ်ခဲ့တယ်ဘာမခင်းခြင်းကြည်ညိုစရာကောင်းလိုက်တာနော်တခါကြီးမိုင်များပြန်ပြောပါအောင်ဘာမခင်းခြင်းဆိုလိုတာကအိပ်ဖို့နေသားတုံးလုံးတော့မလဲဘူးဟုတ်လားသူကြောကိုဘယ်ပေါ်မှမချဘူးတဲ့ထိုင်ရင်ထိုင်မထိုင်ရင်ရက်ရင်ရက်မရက်ရင်ဇင်းညံလျှောက်ပြီးရင်ပြန်ထိုင်ပြီးရင်ပြန်လမ်းလျှောက်ဒီလိုနီးနေပဲသူတရားအားထုတ်တယ်တဲ့ဟုတ်လားကြည်ညိုစရာမကောင်းဘူးလားဦးဇင်းတို့တွေနေနိုင်ရဲ့လားအဲ့ဒါပဲမနေနိုင်လို့တရားမရတာလေဟုတ်တယ်မဟုတ်လားဘာကြောင့်တရားမရတာမနေနိုင်လို့တရားမရတာရှင်းပါတယ်ဦးဇင်းတို့လည်းပါတယ်မနေနိုင်ပါဘူးဟုတ်လားနော်ဒီနေ့ဆိုပူလိုက်တာမှဒကာကြီးကဘုံဆက်ရှင်ဘုရားကြွမလားသေးဘူးလားလာမလို့ကြွတော့လာခြင်းနေပြီရေကိုမချိုးရသေးဘူးဘာဖြစ်လို့လဲပူလို့အပူရှက်ပြီးတော့မြန်သေးမှကြောက်လို့အဲ့ဒါကျောင်းကကျောင်းသားကဦးဇင်းကိုပြောတယ်ဘုန်းကြီးကလေတဲ့ကျောင်းလေးထိုင်ပြီးတော့အပူရှက်မှကြောက်နေငါကြောက်တယ်လို့တအားပူတော့လေ၄နာရီကျော်နေရေမချိုးရသေးဘူးအဲ့နဲ့မထိုးဆိုပြီးတော့သင်္ကန်းကောက်ပတ်ပြီးတော့သ
င်ငန်းလဲပြီးတော့ကားပေါ်တက်ထွက်လာတာဒီရောက်မှရေချိုးတယ်အဲ့ဒါရေမချိုးဘဲနဲ့ထွက်လာတာဒီဓမ္မဂတိကတပါးပဲရှိတယ်ဟုတ်လားဘာဖြစ်မှကြောက်လို့သေမှကြောက်လို့ဘာဖြစ်မှကြောက်လို့ဒါကြီးတို့မကြီးတို့သေမှမကြောက်ဘူးလားအမေအဖော်ဆွဲနေတာဘာဆွဲနေတာလဲသေမှမကြောက်ဘူးလားအမေဟိုနောက်ကသူတို့ကမကြောက်တဲ့ပုံစံတရားဥတွေမြန်ရနေလားမသိဘူးမဖြစ်ဘူးဗျာကြောင်ကြည့်နေတဲ့လူကိုသေမှမကြောက်ဘူးလားဘာဖြစ်လို့ကြောက်တာဟောကိုရောလည်းသေမှကြောက်သေမှမို့လို့သေမှကြောက်တာပေါ့ဟုတ်လားဆိုတော့ဦးဇင်းတို့တွေကသေမှကြောက်တယ်သို့တော့ကျင်းသေးတာကတော့သေရမှာဟုတ်လားကျင်းသေးတာကတော့ဘာဖြစ်ရမှာအဲ့ဒါမဟာပါဠယဟန်တော်ကသူ့ရဲ့ကြောမခင်းခြင်းတရားအထုတ်လိုက်တာတဝါတွင်းထဲမှာပဲမျက်စိနှလုံးမဖြစ်သွားလေပျက်စီးသွားတယ်အဲ့ဒါနဲ့ပဲမဖြစ်ချင်ဘူးကိုရောမျက်လုံးကြည့်ရတာမျက်စိကြည့်ရတာပြန်ကောင်းကောင်းမကောင်းကောင်းတို့လို့တပည့်တော်တို့စေသမားခေါ်မယ်ဆေယဝံပါရဂုဒေါက်တာခေါ်မယ်တပည့်တော်တို့ရအောင်ကုမယ်တရင်သုံးဘောတန်ခါတော်တွေကလည်းပဲကရုဏာတွေတက်လို့တဏှာချစ်ခင်တဲ့စိတ်တွေနဲ့ပြိတ္တရေရထဲရွာတဲ့ပြန်ပြီးတော့ပြန်ကြွပြီးတော့အကောင်းဆုံးစေသမားတယောက်ကိုပင့်ပြီးတော့မှတကယ်မျက်စိပါရဂုစေးစရာကြီးပင့်လိုက်ပြီးတော့မှဆရာတကားကြီးကြည်စမ်းမအောင်ဒီမျက်စိပြန်ကောင်းမဲ့အခြေအနေရှိသေးလားကြည်စမ်းမအောင်ကျွန်တော်တို့ဦးဇင်းတို့ရဲ့တရင်သုံးဘောအဲ့ဒါနဲ့ပြိတ္တရေမဟာပါဠကနေဘလို့ဖြစ်သွားလဲဆိုတော့စက္ခုပါဠနာမည်ပြောင်းသွားတယ်မဟာပါဠကနေဘာပါဠအဲ့ဒီကနေစပြီးတော့အဲ့ဒီယဟန်ကိုခေါ်တယ်စက္ခုပါဠမထေတဲ့ဘာမထေလဲအဲ့ဒါစက္ခုပါဠမထေကိုပြိတ္တရေတကယ်မျက်စိပါရကိုဆရာဝန်နဲ့ပြတော့ဆရာဝန်ဆေးဆရာကသေချာကြည့်တယ်ယောဂအခြေအနေဝေဒနာအခြေအနေကိုကြည့်တယ်ရှင်ဖျားတို့တဲ့တပည့်တော်ပြောတဲ့အတိုင်းလုံးမယ်ဆိုရင်တော့တလအတွင်းပြောက်မယ်တဲ့ဒီမျက်စိအတော်တော်တဲ့ဆေးဆရာနော်ဒီလောက်ပိုးကောင်တွေတဖွာဖွာကြနေတဲ့မျက်စိနှလုံးကိုပြိတ္တရေဘယ်နှလအတွင်းပြောက်အောင်ကုမှာတလအတွင်းပြောက်အောင်ကုမှာသို့တော့ထူးဆန်းတာကသူ့ရဲ့မျက်စင်းစီးကမျက်လုံးလေးကိုတစ်ချရတဲ့မျက်စင်းခတ်ရတဲ့စီးမဟုတ်ဘူးတဲ့ဒီနှာကနေပြီးတော့မျက်စိတွေကိုဝင်အောင်နှာခေါင်းကနေပြီးတော့မျက်စင်းစီးခတ်ရတာတဲ့ပြိတ္တရေကြားဘူးလားဦးဇင်းတော်ကြခန်းကြားဘူးဒီစာတဲ့ဒီဝုဒ္ဓတဲ့ဒီတရားတဲ့ကြမှာတွေ့ဘူးတာမျက်စင်းခတ်တဲ့စီးကမျက်စိတွေပဲထွေးတာကြုံမှုကြားဘူးသိဘူးတဲ့အခုတော့ပြိတ္တရေစီးစရာကလက်စွမ်းပဲပြသလားတကယ်ပဲတော်လို့လားတော့မသိဘူးပြိတ္တဟိအမခံတဲ့သူကကိုတယ်တလားတွင်းပြောက်ရမယ်မျက်စင်းစေးခတ်ရမယ်တနေ့3ကြိမ်ခတ်ရမယ်ဘယ်ကနေခတ်ရမှာနှာခေါင်းကနေခတ်ရမှာပြိတ္တဟိဘယ်ကနေခတ်ရမှာနှာခေါင်းရကနေမျက်စင်းစေးခတ်ရမှာငုတ်တုတ်ထိုင်ခတ်လို့ရမလားမတ်တရက်ခတ်လို့လေဇင်းညံရှောင်းရင်းနဲ့လေဘာလို့လုပ်ပြီးတော့မှအိပ်ပြီးတုံးလုံးလဲပြီးပလက်ကလေးလှန်ပြီးတော့မှဒီနှာခေါင်းထဲကနေမျက်စင်းစေးလေးကျသွားမှာမို့လားအဲ့ဒီမှာပြဿနာစတတ်တာပဲဇဂောပါဠိမထေမြတ်ကပြိတ္တရေသူအဋိဋ္ဌံဝင်နာတာတရားမရမချင်းယဟန္တာမဖြစ်မချင်းငါရဲ့တဏ္ဍကိလေသာမကုံမချင်းငါဘယ်သောအခါမှမလျောင်းဘူးမအိပ်ဘူးတဲ့ကြောမခင်းဘူးတဲ့အဲ့ဒီမှာပြိတ္တရေဒီအဋိဋ္ဌံခြင်းကိုစေးစရာကမသိတော့အဲ့ဒါစေးဘူးလေးတွေပြီးသွားရှင်ဗျာဒါကမနှက်ခတ်ဖို့မျက်စင်းစေးဒါကနှိမ့်လေခတ်ဖို့ဒါကညက်ခတ်ဖို့မျက်စင်းစေးတွေအများစွာပြီးတော့စေးစရာကပြန်သွားရောပြန်သွားတော့တရင်သုံးဘောတန်ဃာတွေကတပည့်တော်တို့ဘေးနားမှာစောင့်ပြီးတော့မှမျက်စင်းစေးခတ်ပြီးမယ်အဲ့ဒါကိုစက္ခုပါဠမထေကလက်မကန်ဝင်ရှင်ဗျာတို့တရားအထုတ်တာပြတ်ပါတယ်ဗျာတပည့်တော်ဖျားဖို့လဲမလိုက်သေးပါမို့ရှင်ဗျာတို့ပဲအချိန်ခါမလင့်အောင်တာဝတိပြီမြန်မြန်ကြွပါဗျာဖျားကိုသွားဖို့ကြပါတပည့်တော်ဒီမှာနေခဲ့ပါမယ်အဲ့ဒါနဲ့တန်ဃာတွေကလည်းသူ့ကိုယုံပြီးတော့မှဒီမျက်စင်းစေခတ်မှာပဲဆိုပြီးတော့ယုံကြည်တာနဲ့တန်ဃာတွေအကုန်လုံးဖျားကြောင်းသွားဖျားသွားဖို့တာဝတိပြီကြွကြတောထဲမှာစက္ခုပါဠမထေယဟန်တပါးတဲ့ကြံနေခဲ့တော့ပြိတ္တရဲ့အဲ့ဒီမျက်စင်းစေးကိုသူကဘလို့ခတ်မလဲနှာခေါင်းထဲကနေမျက်စိထဲရောက်အောင်ခတ်ရမယ်မျက်စင်းစေးကိုသူကအိတ်မှမအိတ်တာလှဲ့မှမလဲတာကြိုးမှမခင်းတာဒီစေးပြိတ္တရေခတ်လို့ဖြစ်ပါမလားအဲ့ဒါနဲ့စက္ခုပါဠမထေမြတ်ကသူ့ကိုယ်သူပြောတယ်ကဲစက္ခုပါဠရေမင်းတော့တိုက်ပွဲတပွဲစစ်တိုက်ရတော့မယ်နော်စေးစရာကလည်းမင်းကိုဒီတလတော်တွင်ဒီမျက်စိကြီးယောဂဝေဒနာပြအောင်ကုပေးမယ်လို့အာမခံနဲ့စေးပေးသွားပြီမင်းကိုယ်တိုင်ကလည်းပဲကြောမခင်းပါဘူးတရားမရမချင်းကြောမခင်းပါဘူးလို့အတိတ်တန်ဝင်ထားတယ်
တရားအားထုတ်တာအပြက်ခံမလားအဋိဌံအပြက်ခံမလားဒီယောဂါကိုပဲအပြောက်ခံမလားမင်းနှလန်းဒီလန်းနှလန်းကိုတလန်းတော့မင်းရွေးရတော့မယ်သူကိုသူပြန်ပြီးတော့မေးနေတာအဲ့ဒါနဲ့သက္ကုပါလမထေရကပြောတယ်ငါတရားကိုပဲရအောင်အားထုတ်မယ်ငါအဋိဌံအပြက်မခံဘူးတဲ့ပရိသေဒကာကြီးတို့ဒကမာကြီးတို့ဦးဇင်းတို့ဆိုရင်ဘယ်လိုလုပ်မလဲအဋိဌံအပြက်ခံပါလားမျက်စိအပြက်ခံပါလားအိုးတရားအထုတ်တယ်ဆိုတာနောက်မှထုတ်လဲရတာပဲအဖွားကြီးတွေဟုတ်လားနောက်နှစ်တကြံတရားစခန်းဝင်လဲရသေးတာပဲဒီနှစ်တော့ငါမြည်လေးတွေနဲ့နေအောင်မယ်ဟုတ်လားဒကမာကြီးတိုက်မြန်းတိုက်ဆိုင်သွားလားနော်ဒီနှစ်တကြံတရားစခန်းတော့နေပါအောင်ဟဲ့နောက်နှစ်မှဝင်ပါမယ်ဒီနှစ်တော့ငါမြည်လေးကဘယ်ကပြန်လာမှာမဟုတ်လို့ပရိသတ်များအခုသက္ကုပါလမထေရကအဋိဌံအပြက်မခံဘူးတဲ့ဘာအပြက်ခံတယ်မျက်စိအပြက်ခံတယ်ဒီစိတ်ငါမသုံးဘူးအကယ်၍ဒီလိုထိုင်ပြီးတော့ခတ်လို့ရတဲ့မျက်စင်းစိဆိုရင်ငါခတ်မယ်တောက်ပြီးတော့တောက်ပြောင်းမဲ့စိဆိုရင်ငါတောက်မယ်ငါရဲ့လျောင်းမလျောင်းပါဘူးကြောမခင်းပါဘူးဆိုတဲ့အဋိဌံတော့ငါအပြက်မခံဘူးကဲမောင်သက္ကုပါလရေမင်းအတွက်တော့ဒီတိုက်ပွဲဟာအရေးကြီးတယ်ကွဆိုပြီးတော့သူ့ကိုယ်သူအပိပြီးတော့သူ့ကိုယ်သူအတင်းပြီးတော့ပိုးလောက်တီကြလာပင်မဲ့အဲ့ဒီမျက်စိအစုံကိုဂယုမဆိုင်ပဲနဲ့တရားကိုဆက်လက်အားထုတ်တာတလာလဲပြည်လဲပြည်ကိုစေသမအိတ်ဆွဲဆရာဝန်ကြီးပြန်ရောက်လာတာပဲစေဘူးသုံးဘူးမျက်စင်းဘူးသုံးဘူးကြည့်တယ်တစ်စက်မှမလျော့ဘူးဟုတ်လားဘယ်လျော့မလဲခတ်မှမခတ်တာဒါပေမဲ့တရားအထုတ်နေတဲ့ယဟန္တာကြီးဆိုတော့မလိမ်ဘူးရှင်ဘုရားတဲ့ယောဂတတ်တာလားတဲ့ခေါင်းရမ်းပြစကားမပြောဘူးမတတ်တာဘူးပေါ့ဟာစေးစရာဝန်ကမဟုတ်သေးပါဘူးတပည့်တော်စေးတပည့်တော်ယုံကြည်တယ်ဒီစေးကိုတပည့်တော်မှာတဲ့အတိုင်းခတ်ရင်ပျောက်ကိုပျောက်ရမှာတလန့်ပြည့်သွားပြီအခုပျောက်တယ်ထင်လို့တပည့်တော်လာတာဒါပေမဲ့ဒီမှာစေးဘူးတွေကြည့်တော့လေရှင်ဘုရားစေးကတစ်စက်မှမလျော့ဘူးဒါဆိုရင်သိကြတယ်ရှင်ဘုရားတပည့်တော်ရဲ့စေးကိုမသုံးဘူးမဟုတ်လားဒီလိုမေးတော့ဘာမှပြန်မပြောဘူးစိတ်နေဝန်ခံတဲ့သဘောအဲ့ဒီမှာဆရာဝန်ကြီးကစိတ်ပြတ်သွားတယ်ဒေါသထွက်သွားတယ်ရှင်ဘုရားတဲ့ရှင်ဘုရားကိုတပည့်တော်စိတ်ပြတ်တယ်တပည့်တော်နယ်လက်ဈေးကုလာတာတပည့်တော်နဲ့တွေ့တဲ့မျက်စိဝေဒနာမပြောက်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဒါကြောင့်မလို့ရှင်ဘုရားသူများမေးရင်တပည့်တော်စေးတပည့်တော်နဲ့ပြတယ်ဆိုတာရှင်ဘုရားမပြောပါနဲ့တပည့်တော်သိခါကြတယ်တပည့်တော်နာမည်ပြတ်မယ်ဒါကြောင့်မလို့နောက်တပည့်တော်ကိုဘယ်တော့မှမပင့်ပါနဲ့ဆိုပြီးတော့အဲ့ဒါစိတ်တူပြီးတော့ဆရာဝန်ကအိတ်ဆွဲပြီးတော့ပြန်ထွက်သွားသူ့ဆေးကိုမသုံးလို့ဟုတ်လားဒေသကြီးသူ့ဆေးကိုမသုံးလို့တကယ်တော့သက္ကုပါလယန္နာမတ္တသက္ကုပါလယဟန်မထေမြတ်ကပြိဿရေစဉ်းစားတာကဒီမျက်စိဆေးအစွမ်းထမှန်းလဲသူသိတယ်ဒီဆေးကိုသုံးရင်ပျောက်မှလဲသူသိတယ်ဒီစေကိုမသုံးရင်သူရဲ့မျက်စိနှက်ကွင်းမျက်စိနှလုံးစွန့်ပြေးရမယ်ပျက်စီးခံရမယ်ဆိုတာလေသူနားလေသဘောပေါက်တယ်ဒါပေမဲ့ပြိဿရေခန္ဓာ၅ပါးယုံနံတရားဆိုတာကအချိန်ကြာရင်ဒီစေသုံးမသုံးတို့မျက်စိနှလုံးပြတ်မှာမို့လားသဘောပေါက်လားမျက်စိစေးတွေဘလောက်ပဲကောင်းဘလောက်ပဲသုံးပြိဿရေသေရင်မျက်စိကအသုံးဝင်မဝင်တော့ဘူးတဲ့ဒါကိုသက္ကုပါလမထေရမြတ်ကသဘောပေါက်နားလည်သိတဲ့အတွက်ကြောင့်ဒီမျက်စင်းစေးကိုငါမသုံးဘူးဒီမျက်စင်းစေးကိုငါမကုဘူးငါရဲ့အဋိဌံအပြည့်မခံပဲနဲ့ငါဆက်လက်ပြီးတော့ယဟန်တရားအာထုတ်မယ်ဆိုပြီးတော့ပြိဿရေကြိုးစားလို့ယဟန်တရားအာထုတ်တာသက္ကုပါလမထေရမြတ်ကပြိဿရေသူကိုယ်သူပြန်ပြောပါပြီဟေးသက္ကုပါလမထေရမင်းကိုတော့ဆရာဝန်ကခေါင်းခါသွားပြီလက်လွတ်သွားပြီဒါဆိုရင်ဆရာဝန်ခေါင်းခါရင်လူနာကဘာဖို့ပဲရှိတယ်သေဖို့ပဲရှိတော့တာဒါဆိုရင်မင်းဘဝအချိန်သိမကြံတော့ဘူးဒီမျက်စိဝေဒနာနဲ့မင်းဘဝဆုံးတော့မှာဒါဆိုရင်မင်းဘာလုပ်မလဲငါဆက်လက်ပြီးတော့မှဝိရိယထပ်ပြီးတော့တိုးပြီးတော့ငါယဟန်တရားအထုတ်မယ်ဆိုပြီးတော့ပရိသတ်ရေမြန်ပြောအဲ့ဒီညမှာပဲမျက်စိနှလုံးလဲဆုံးရှုံးသွားတယ်ပရိသတ်ရေဘလောက်တောင်ဆုံးရှုံးတယ်လဲဆိုရင်ထက္ကရာဆရာကဖွင့်ထားတာလေအဲ့ဒီမျက်စိနှလုံးရင်ပိုးလောက်တွေဆွဲပြီးတော့အလုံးလိုက်ကိုအဲ့ဒီသူ့ရဲ့ရှေ့တမလင်ခွေထိုင်နေတဲ့ရှေ့မှာတင်ကျွတ်ထွက်သွားတယ်ကြောက်เสียမကောင်းဘူးလားဘလောက်ခံစားနေရမလဲနော်တို့တွေမျက်စိတဲကိုအမုံမောလေးဝင်လာတော့မှအတော်ခံရတာမဟုတ်လားအခုဒီမှာပိုးလောက်တွေတဖွာမျက်စိနှလုံးမှာသူ
သွေးတွေကိုတန်ရည်တွေတငယ်ရည်တွေကိုဟုတ်လားများစွာခံနေရပြီးတော့မှမျက်စိနှလုံးရင်သူကိုယ့်ရဲ့ရှေ့မောက်မှတဲ့အလုံးလိုက်ကျွတ်ထွက်သွားတဲ့ဝေဒနာစဉ်းစားကြည့်ပေါ့ပြိတ္တအဲ့ဒီမျက်စိနှလုံးကျွတ်ထွက်တာနဲ့တပြိုင်တည်းသကုပါလမထေယဟန်တော်ရဲ့တဏ္ဍမှာပြိတ္တရေလောဘဒေါသမောဟစားတဲ့ကိလေသာအတဝကုန်ခန်းသွားပါပြီအရဟတဖလေပဋိဋ္ဌဟိအရဟတမအရဟတဘောသောသကုပါလနာမဘေကုသကုပါလလို့အမည်ရှိတဲ့ယဟန်တော်ကိုရောမြတ်သည်အဘာတိကောင်းစွာမသွေဖြစ်တော်မူခဲ့ပါပေတည်းပရိသေယသကုပါလမထေယဟန်တော်ဘာဖြစ်သွားပြီယဟန်တာဖြစ်သွားပြီပြောဘာဖြစ်သွားပြီသူကပျက်စီးခြင်းနှစ်မျိုးကိုတပြိုင်တည်းဖြစ်သွားတယ်ခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းမျက်စိနှလုံးကလည်းပဲပရိသေယပျက်စီးတယ်သူရဲ့တဏ္ဍမှာကိလေသာတွေလည်းဘာဖြစ်သွားတယ်ပျက်စီးသွားတယ်အဲ့ဒါကိုသကုပါလယန္နာမထေရကဂုံယူတာငါရဲ့မျက်စိနှစ်ကွင်းပျက်စီးတာထက်ငါရဲ့တဏ္ဍမှာကိလေသာတွေပျက်စီးသွားတာငါပို့ပြီးတော့ဂုံယူတယ်တဲ့သဘောပေါက်လားဒါကြောင့်မလို့တရားဆိုတာကိလေသာပြက်ဖို့ကိလေသာငြိမ်းဖို့ပြောပြိတ္တရေတရားဆိုတာဘာပြက်ဖို့ဘာငြိမ်းဖို့သဘောပေါက်လားတို့တဏ္ဍမှာလောဘကိလေသာလိုချင်မှုတွေရှိတယ်ဒေါသကိလေသာအလိုမကျမှုတွေရှိတယ်မောဟကိလေသာအမှန်မခွဲနိုင်တဲ့အကျင့်တွေရှိလားမရှိဘူးလားလှုပ်ချင်တာတွေစွတ်လောက်တာပြိတ္တရေအမှန်မခွဲနိုင်လို့မို့လားပြောချင်တာတွေစွတ်ပြောတာပေါင်းချင်တဲ့လူနဲ့စွတ်ပေါင်းတာပြိတ္တရေသွားချင်တဲ့နေရာစွတ်သွားတာအမှန်ခွဲတက်လို့လားမခွဲတက်လို့လားအမှန်ခွဲတက်တဲ့ပုဂ္ဂိုလ်တွေကြတော့ပြိတ္တရေလှုပ်ချင်တာမလှုပ်တော့ဘူးတဲ့လှုပ်တဲ့နာပဲလှုပ်တော့တယ်ပြောချင်တာတွေမပြောတော့ဘူးတဲ့ပြောတဲ့နာပဲပြောတော့တယ်ပေါင်းချင်တဲ့လူနဲ့မပေါင်းတော့ဘူးတဲ့ပေါင်းတဲ့လူနဲ့ပဲပေါင်းတော့တယ်အဲ့ဒါသူတော်ကောင်းလို့မှပြောပါလေဟဲ့အဲ့ဒါသကုပါလယန္နာမထေရဖြစ်သွားတဲ့အခါကျတော့စောစောကဖျားဖို့ကြွသွားတဲ့တန်ဃာတွေကတာဝတိပြည်မှာတာဝတိပြည်ဇေတဝန်ကျောင်းရောက်မြတ်စွာဘုရားကိုဖိုးပြီးတော့မှတန်ဃာတွေအကုန်လုံးပြန်ကြွလာတော့မဟာပါလစောစောကသကုပါလရဲ့ညီတာဝတိမှာကြံခဲ့တယ်မော့လားသုလပါလကဟိတောထွက်သွားတဲ့တန်ဃာတွေကျောင်းပြန်ရောက်တဲ့သတင်းကြတယ်ဆိုပြီးတော့ကျောင်းကိုအပြေးသွားသူ့အကိုကြီးမြန်ပါလာမလားလို့ငါအကိုကြီးမြန်ငါမတွေ့ရတာကြပြီတဝါတွင်လုံးတနေ့လုံးငါမဖူးမမြင်ရတာကြပြီငါသွားဖူးအောင်မပဲသွားတွေ့အောင်မပဲဆိုပြီးတော့ကျောင်းကိုအပြေးကလေးသွားတန်ဃာတွေတွေ့တော့ဟိုတပတ်ကိုလည်းတွေ့လဲမေ့ဒီတပတ်တွေ့လဲမေ့အကိုကြီးမြန်ပါလိမလားအကိုကြီးမြန်ပါလိမလားတပည့်တော်ရဲ့အကိုကြီးနောင်တော်ကြီးမဟာပါလယဟန်တော်မြန်ဗေမြန်ကြံခဲ့လေဖရာအရှင်ဘုရားတို့တပတ်အတိပြန်ကြွလာတာတပည့်တော်ရဲ့အကိုကြီးလည်းမတွေ့ပါလားဖရာဟိုနာသွားကြည့်လည်းမတွေ့တန်ဃာပေါင်းမြောက်များစွာတာဝတိမြို့ဇေတဝန်ကျောင်းမှာရှိပေမဲ့သူ့ရဲ့အကိုယဟန်တော်ကိုမတွေ့တော့သုလပါလညီငယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကမျက်ရည်တွေဖြိုင်ကြအကိုကြီးကိုစိုးရိမ်စိတ်ပိုခဲ့ပြီငါအကိုကြီးမြန်ပြန်လွန်တော်မူလေပြီလားငါအကိုကြီးမြန်တောထဲမှာတရားအားထုတ်ရင်းနဲ့ဘေးရန်အန္တရာယ်မြန်ကြုံခဲ့ပြီလားလို့မျက်ရည်တွေဖြိုင်ကြတွေ့သမျှယဟန်တွေမေးရင်နဲ့ပရိသေရေတာဝတိပြည်ဇေတဝန်ကျောင်းမှာသုလပါလအလုတ်ပေါင်းမြောက်များစွာရှုပ်နေပြီရှားပုံတော်ဖွင့်နေတာသူ့ရဲ့အကိုကိုအဲ့ဒါနဲ့ပရိသတ်ရေအတူတူသတင်းသုံးခဲ့တဲ့ယဟန်တွေသူ့အကိုနဲ့အတူတူသတင်းသုံးခဲ့တဲ့ယဟန်တော်တွေသွားတွေ့တဲ့အခါကျတော့အကြောင်းဆုံးသိရပြီမင်းအကိုကြီးဒီလိုပဲကွာတဲ့ငါတို့လည်းစိတ်မကောင်းဘူးယဟန်နာဖြစ်တာမသိရှာကြဘူးနော်ကိလေသာပြတ်သွားတာပရိသတ်ရေဘယ်သူမှမသိဘူးတဲ့မျက်စိနှလုံးပြတ်သွားတာသာလူတိုင်းသိကြတာသဘောပေါက်လားသဘောပေါက်တယ်နော်အပြင်ပိုင်းပျက်စီးခြင်းကိုသာလူတွေမြင်နိုင်တယ်အတွင်းပိုင်းကိလေသာပျက်စီးခြင်းကိုလူတွေမြင်နိုင်ရဲ့လားဒီလိုပဲတဲ့အပြင်ကယံသူကိုပရိသတ်ရေတို့တာမန်မျက်စိနဲ့မြင်နိုင်ပေမဲ့အတွင်းကယံသူကိုတော့တို့တာမန်မျက်စိနဲ့မြင်နိုင်ပါမလားမမြင်နိုင်ဘူးဒါကိုသက္ကုပါလယန္နာမထေရကသဘောပေါက်တယ်ငါရဲ့ပျက်စီးသွားတဲ့မိဘနှစ်ပါးမွေးပွေလို့လူတိုင်းရတာတဲ့မျက်စိနှလုံးဆိုတာတာမန်အရာတွေပဲမြင်နိုင်တာငါရဲ့ဓမ္မစက္ခုတွေကတော့ကိလေသာတွေ
ဘလောက်ပဲတောင်းကြံငါမြင်နိုင်တဲ့အတွက်ကြောင့်ရှောင်နိုင်တယ်ဓမ္မမျက်စိတဲ့ဗာမျက်စိဒါကြောင့်မလို့တို့တရားတော်မှာများဦးဇင်းတို့အပါဝင်တာမန်မျက်စိထဲမှာဓမ္မမျက်စိအောင်ကြိုးစားဖို့အရေးကြီးတယ်သဘောပေါက်လားဒါကြောင့်မလို့ဒီတရားနာရင်နဲ့ပြိတ္တကြီးသွားလဲပဲတရားနဲ့တတိထားပြီးတော့သွားနိုင်ဖို့မြင်သမျှကိုလည်းပဲတရားသဘောနဲ့ကြည်နိုင်ဖို့လုံသမျှကိုလည်းပဲတရားသဘောနဲ့ကြုံသမျှစုံလာသမျှအရာတိုင်းကိုလည်းတရားသဘောနဲ့နားလည်နိုင်ဖို့ပြိတ္တကြီးအရေးကြီးလားမကြည့်ဘူးလားတရားသဘောမရှိရင်တော့ပြိတ္တကြီးလိုချင်လာရင်ဘလို့နည်းနဲ့ရယူတော့မှာအလိုမကြလာရင်ဘယ်သူမှဘာမှလာမပြောနဲ့လက်ခံမှာမဟုတ်ဘူးဒေါသတွေထွက်နေမှာလေစိတ်တွေစိုးနေမှာမဟုတ်လားနောက်တကလောဘအာကြီးလာဒေါသအာကြီးလာရင်ပြိတ္တကြီးအဖေလဲလာမပြောနဲ့အမေလဲလာမပြောနဲ့ဆရာသမားလဲမလာနဲ့ကွာငါကမှန်တယ်ထင်ရင်ဘယ်သူမှဂယုစိုက်တာမဟုတ်ဘူးဆိုတာဒါမျိုးတွေလာတာမဟုတ်လားပြိတ္တကြီးအမှားမှန်သိသေးလားအကြောင်းကျိုးကိုနားလည်သေးလားအဲ့ဒါပြိတ္တကြီးတခြားလားမောဟလားမောဟသဘောပေါက်တယ်နော်ဒါကြောင့်မလို့ပြိတ္တယေသုလပါဠသူအကိုရဲ့တရင်သူရဲ့နောင်တော်မဟာပါဠယဟန္တာတပြည့်လဲသကုပါဠမထေရဲ့အကြောင်းကိုသိတဲ့အခါကျတော့အရှင်ဘုရားတို့တရင်သုံးခဲ့တဲ့တရားအထုတ်ခဲ့တဲ့တပည့်တော်ရဲ့အကိုကြီးရှိတဲ့တောအုပ်ကိုခရီးညွန်ပေးပါဘုရားဟာဘာလို့မလို့လဲတပည့်တော်လိုက်ခေါ်မလို့တပည့်တော်ရဲ့အကိုကြီးမျက်စိနှလုံးပြတ်သွားတာတောင်မှရှင်ဘုရားတို့ရက်ဆက်လိုက်တာဘုရားတပါးတဲ့တောထဲမှာထားခဲ့ရက်တယ်တပည့်တော်ရှိကိုမြန်ပြန်ပြီးတော့ပင်ခဲ့ပါတော့လားဘုရားတာဝတိမြို့ဇေတဝန်ကျောင်းမှာတပည့်တော်ရဲ့အကိုကြီးအတွက်တပည့်တော်ကျောင်းကြီးကောင်းကောင်းတပည့်တော်ဆောက်လုပ်လူရန်ပေးနိုင်တယ်ဘုရားဘလို့ဖြစ်လို့မြန်တပည့်တော်ရဲ့နောင်တော်ကြီးမျက်စိနှလုံးမမြင်တာတောင်မှရှင်ဘုရားတို့ကတောထဲမှာတပါးတဲ့ထားခဲ့ရတာလေဘုရားဆိုပြီးတော့ပြိတ္တရဲ့တန်ဃာတွေကိုအာမလို့အာမရဖြစ်ပြီးတော့လမ်းကြောင်းမေးတယ်နော်လိမ့်စာမေးတယ်ဆိုကြပါစို့အဲ့ဒါနဲ့ပြိတ္တရဲ့မြန်ပြောလိမ့်စာလဲရကောသုလပါဠကသူတော့မသွားဘူးတဲ့သူ့ရဲ့သားဖြစ်တဲ့သူ့အကိုရဲ့တူအကြီးကောင်ကိုလွတ်လိုက်တယ်သူတော့မသွားဘူးဘာဖြစ်လို့မသွားတာလဲဆိုတော့သူ့အကိုရောက်တာနဲ့အစင်သင့်သတင်းသုံးဖို့အတွက်သူဒီမှာကြောင်းဆောင်မယ်သူကဒီလိုစိတ်ကူးနော်ငါသွားရင်နောက်ကအလုတ်တွေငါရဲ့အကိုသတင်းသုံးဖို့ကြောင်းဆောင်မယ်အလုတ်တွေပြည့်စည်မယ်အဲ့လိုပြည့်စည်ရင်ငါအကိုရောက်တာနဲ့သတင်းသုံးမယ်ကြောင်းပြီးမှမဟုတ်ဘူးဒါကြောင့်မလို့ငါအကိုမလာခင်ဒီငါအကိုသတင်းသုံးဖို့အတွက်ကြောင်းကြီးပြည့်စည်အောင်ငါအမြန်ဆောင်မယ်ငါရဲ့သားအကြီးကောင်ကိုငါအကိုစီလွတ်မယ်အဲ့ဒါနဲ့ပြိတ္တရေဖြစ်ချင်တော့ဒီလမ်းခရီးကပြိတ္တရေတခိုးဓမြအင်မတန်ပေါ်တယ်တဲ့ရန်သူတွေပေါ်တယ်အဲ့ဒီတခိုးဓမြရန်သူတွေကတခုတော့ကောင်းတယ်ယဟန်တန်ဃာဆိုရင်ရန်မလုပ်ဘူးတဲ့ယဟန်တန်ဃာဆိုရင်ရန်မလုပ်ဘူးတဲ့တခိုးတာဖြစ်တာဓမြတာဖြစ်တာနော်ရန်သူတာဖြစ်တာဆိုတော့မဆိုဘူးယဟန်တန်ဃာဆိုရင်ရန်မလုပ်ဘူးခွင့်ပေးတယ်ကျန်တဲ့ကုံတဲ့ပွဲစားတာမန်လူပုဂ္ဂိုလ်လာလို့ကတော့ရန်ပြုတ်တယ်တဲ့အသက်တောင်ချမ်းသာမပေးဘူးတဲ့ဒီတောလန်ခရီးကအဲ့ဒါနဲ့ဇူလပါဠကစဉ်းစားတယ်ငါသားကြီးကောင်သူ့ရဲ့ဦးကြီးတော့အခေါ်ခရီးမှာဒီတိုင်းလှုပ်လို့တော့မသိဘူးဆိုပြီးတော့ကိုယ့်အိမ်မှာပဲကိုကရုံတုံသင်္ကန်းတစ်စုံဝယ်ပြီးတော့ကျောင်းမှာဖះမှာကိုရင်ပစင်းပြူတာမဟုတ်ဘဲနဲ့ဒီလမ်းခရီးကိုရံဘေးကိုကြောက်လို့ပြိတ္တရေကရုံတုံကိုရင်ပတ်ပြီးတော့လှုပ်ပေးလိုက်တယ်ကိုရင်တော့မဖြစ်ဘူးတစ်တုံးကြီးသင်္ကန်းပတ်ပြီးတော့လှုပ်လိုက်တာနဲ့တူလားမတူလားအဲ့ဒါကိုပြိတ္တရေမှတ်လိုက်ဘယာပပိစိတာပြောပါပပိစိတာဘေးကိုကြောက်လို့ဝတ်တာဘာကိုကြောက်လို့တို့ဒီကနေ့ဝတ်ကြမယ်ဝတ်နေကြတဲ့ယဟန်တန်ဃာတွေကတော့ပြိတ္တရေတတ္တာပပိစိတာတရားတရားနဲ့ဝတ်တာမို့လားဘာနဲ့ဝတ်တာလဲဘုရားသာသနာကိုကြည်ညိုလို့ဘုရားသာသနာကိုလေးစားလို့ယဟန်ဘဝကိုတန်ဖိုးထားလို့ပြိတ္တရေဒီလိုဝတ်ကြတာမို့လားအခုသုလပါဠမဟာပါဠသကုပါဠမထေမြတ်ရဲ့တူဖြစ်တဲ့ကိုရင်ကတော့ပြိတ္တရေဘယာပပိစိတလို့ခေါ်တဲ့ဘေးကိုကြောက်လို့ကရုံတုံသင်္ကန်းပတ်ပြီးတော့လွတ်လိုက်တာအဲ့ဒါနဲ့မြန်ပြောအဖေပေးလိုက်တဲ့လိမ့်စာအတိုင်းသားကြီးကလည်းပဲသွားလိုက်တာစိုက်မြိုက်ဥကြီးတော်ရဲ့ရှီရောက်သွားတာပဲဟိုရောက်တော့ဟာငါရဲ့ဦးကြီးတော်ဖြစ်မှဖြစ်ရလေခြင်းဆိုပြီးတော့အငိုးတွေအယိုတွေနဲ့အဲ့ဒါကဲဦးကြီးတော်ဘုရားအဖေကပင်ခိုင်းလိုက်လို့တာဝတိမြို့ကိုတပည့်တော်နဲ့အတူသွားရအောင်ဟေ့မင်းကဘာလို့လဲတပည့်တော်ကအရှင်ဘုရားရဲ့တူအရင်မှာဘုရားအရှင်ဘုရားရဲ့ညီသုလပါဠရဲ့သားအကြီးဆုံးပါဘုရားတပည့်တော်နောက်လိုက်ခဲ့ပါဘုရားဆိုပြီးတော့ပြိတ္တကြီးအဲ့ဒါတူကြီးနှစ်ယောက်တောင်မွေးနဲ့တပိတ်လွဲပြီးတော့သင်္ကန်းယုံပြီးတော့ဟိုမှာယဟန္တာမထေရမြတ်ကြီးကမျက်လုံးမြင်ရဲ့လား
မမြင်တော့တူကြီးခေါ်တာကိုပြိဿရေလက်ကလေးတွဲပြီးတော့အဲ့ဒါတူကြီးနှစ်ယောက်ပြိဿရေပြီးတော့ပြန်ခရီးပြန်လာကြနော်ဒီနေရာမှာစဉ်းစားစရာယဟန္တာဖြစ်ပြီးတော့ဘာကြောင့်ဒီလောက်ဘုံကနေရတာလဲဘလောက်တကူနေရတာလဲယဟန္တာတိုင်းပြိဿရေဇံမပြတ်နိုင်ဘူးမှတ်နော်ယဟန္တာတိုင်းဇံမပြတ်နိုင်ဘူးဇံအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်မှသာလည်းရင်ဘာပြတ်နိုင်လဲဇံပြတ်နိုင်တယ်ဝိဇ္ဇာဇောကြီးတပတိတွေဟာဇံပြတ်နိုင်တယ်ဝိဇ္ဇာဇောကြီးတပတိတွေဟာပြိဿရေဘာပြတ်နိုင်လဲဇံပြတ်လဲဆိုတာလောကုတ္တရာမဟုတ်ဘူးလောကီဇံပြိဿရေပြောဘာဇံလဲဒေဝတ္တတို့ဘာတို့လဲလောကီဇံအဘိညာဉ်တွေရသွားတာပဲမြေရှိုးမိုးပြန်တက်တယ်လုံနိုင်တယ်ဒါကြောင့်မလို့ဦးဇင်းတို့အခုခေတ်မြန်မာနိုင်ငံမှာဖုန်းတွေကင်မရာတွေကပေါ်နေတော့ဟိုရိုက်ဒီရိုက်နဲ့ဖုန်းထဲမှာဝေလီဝါဒတွေ့ရင်ဟာရဟန္တာဆိုပြီးတော့အဲ့ဒါလမ်းမှာလဲကားတိုက်ခံပြီးတော့အဲ့ဒါကားတိုက်ရင်သေအောင်ပဲကုန်းကြောကြတယ်မို့လားမိုးပေါ်ရွှေရောင်ဝင်တာနဲ့ရဟန္တာလောက်တာမို့လားတလောတုံးကနာမည်ကြီးတဲ့ကုမ္ပဏီတစ်ခုကပြိဿရေဖွင့်ပွဲလုပ်တယ်နော်ဖွင့်ပွဲလုပ်တော့ဘာလဲမိုးပြန်ဘူပေါင်းနေမို့လားအစိမ်းရောင်အဝါရောင်ရွှေရောင်စသဖြင့်အယောင်ပေါင်းမြောက်များစွာလွှင့်တင်လိုက်တယ်လေလွင့်တင်တော့မနဲ့စောစောဆိုတော့ပြိဿရေဖွင့်ပွဲလုပ်တော့အဲ့ဒီမိုးပြန်ဘူပေါင်းတွေကအကုန်လုံးအပေါ်ကိုရောက်အပေါ်ရောက်တော့ပြိဿရေ8နာရီ9နာရီဆိုတော့နေကပြိဿရေအရှိတက်တယ်လည်းမကြအပေါ်လည်းမရောက်အလေကောင်လောက်ကနေထိုးနေပြီမို့လားထိုးတဲ့အချိန်မှာမိုးပြန်ဘူပေါင်းတွေကလည်းတကယ်အမြင့်နေရာကိုရောက်ဟိုကနေကလည်းထိုးရောင်စုံမိုးပြန်ဘူပေါင်းတွေနဲ့နေထိုးတဲ့အယောင်နဲ့ဆိုတော့ပြိဿရေဘာယောင်တွေတောက်လာတာရွှေရောင်တွေတောက်လာတာအောက်ကလူတွေကမော့ကြည့်တော့လဲမိုးပြန်ဘူပေါင်းမှမသိတော့ဘူးမြင့်သွားတပြေးနဲ့မြင့်သွားတဲ့ခါကျတော့မိုးပြန်ဘူပေါင်းမှသိသေးလားသူတို့မြင်တာပြေးနေတယ်အယောင်တွေထွက်နေတယ်ဘာလို့မှတ်တယ်ယဟန္တာဘာလို့မှတ်တယ်အဲ့ဒါမိုးပြန်ဘူပေါင်းလဲကုန်းကြောတဲ့လူတွေများစွာပဲဒါကြောင့်မလို့ဗုဒ္ဓဘာသာတွေဦးဇင်းတို့တွေအုပ်ရိုးရိုးကြောက်ရိုးရိုးထဲမှာဒုမပါပါနဲ့ယဟန္တာတိုင်းဇံမပြန်ပါဘူးဟုတ်လားနောက်တစ်ခုကယဟန္တာကိုယဟန္တာမှန်သိတာဟာပုထုဇဉ်တာမန်ပုဂ္ဂိုလ်တွေမသိနိုင်ဘူးတချို့ကပြောတယ်ဆရာဝန်သွားတယ်ဟုတ်လားဓမ္မရိုက်လို့အထာဆောင်ရိုက်လို့ဗါတဲ့အယိုးတွေကဗာဇက်တွေ့တာတို့တိဇက်တွေ့တာတို့ဟာယဟန္တာကြီးဆိုပြီးတော့တခါပြောကြပြန်ရောမဟုတ်လားမြတ်စွာဘုရားကပြောတဲ့ခြေသားခြေသမီးတို့တဲ့ယဟန္တာကိုဆရာဝန်လည်းမသိနိုင်ပါဘူးတဲ့ဆရာဝန်လည်းအထာဆောင်လည်းဓမ္မလည်းဘာမှမသိနိုင်ဘူးဒါဆိုရင်ယဟန္တာကိုဘယ်လိုသိနိုင်လဲယဟန္တာအချင်းချင်းပဲသိနိုင်တယ်တဲ့ဇကံပုံကတော့နှိုင်းလို့တော့မတော်ဘူးပြိဿရေဒါပေမဲ့အလုံးသဘောပေါက်ဦးဇင်းကပြောမယ်မွေချင်းပါမြင်ဒါပါပဲသဘောပေါက်လားဦးဇင်းတို့တွေကိုကဒီနေရာမှာမကျင်လဲရင်ကိုလည်းနားမလဲဘူးလေကိုယ်တိုင်ယဟန္တာမဖြစ်သေးရင်သူယဟန္တာဖြစ်ချင်းမဖြစ်ချင်းကိုပြောနိုင်ပါမလားသဘောပေါက်လားလဲမဆိုင်ဘူးတဲ့သူကလဲအကြောင်းသိပါမလားသဘောပေါက်လားကုမ္ပဏီလုံးမလုပ်ဘူးတဲ့ပုဂ္ဂိုလ်ကကုမ္ပဏီထောင်ကျင်လို့ဖြစ်ပါမလားဒီလိုပါပဲကိုယ်တိုင်ယဟန္တာကိလေသာမကုန်သေးပဲနဲ့ဟိုပုဂ္ဂိုလ်ကဘယ်ဆရာတော်ကဘယ်သူဘယ်ဝါကယဟန္တာပါလို့ပြောတာကိုတို့ပရိသတ်နေတဲ့ညံနဲ့မယုံမိပါစေနဲ့နော်မိုးပေါ်ပြန်နိုင်ဘာမဟုတ်ဘူးဟေးတရားကရှေးပါတယ်ဆိုမှဒါတွေပါထည့်ပြောတော့ပိုးရှည်ကုန်တာပေါ့10နာရီ9နာရီခွဲသွားပြီနော်ဟုတ်လားဘယ်လောက်ခွဲသွားပြီလဲ9နာရီခွဲသွားပြီဦးဇင်းဟောပြောတာ7နာရီခွဲကြောကစတာဟုတ်9နာရီခွဲကြောဆိုတော့10နာရီတိတိဖြစ်သွားပြီကြားထဲမှာမီးပြက်လို့10မိနစ်လောက်နားလိုက်တာရှော့ရင်တော့10နာရီမထိုးသေးဘူးပေါ့ကိုယ့်နဲ့ကိုဒီလိုပဲကာပါယူရမှာပဲလေသူများအပြစ်ပြောမှကြောက်လို့ဟုတ်လားဟုတ်လားအဲ့ဒါနဲ့ပြိဿရေသကုပါလမထေရမြတ်ကဇံမပြန်နိုင်တဲ့ယဟန္တာဆိုလိုတာကဇံပြန်နိုင်တဲ့ဘုံကံသူ့မှာပါမလားယဟန္တာတော့ဖြစ်သွားတယ်ကိလေသာတွေအလုံးကုန်သွားတယ်ဒါကြောင့်မလို့သူဒီဇံခရီးမသွားနိုင်တဲ့အတွက်ကြောင့်တူကြီးတော်ခေါ်တဲ့နေရာနောက်ကိုအိုးကြီးတော်ကလက်ကလေးတန်းပြီးတော့မှဆွဲပြီးတော့မှလိုက်ရတယ်မဟုတ်လားအဲ့ဒါနဲ့လမ်းခိုးလက်တဝက်မှာပြိဿရေကေဒီနာနာအောင်မပဲဆိုပြီးတော့ဦးကြီးတော်ကဦးကြီးတော်ထိုင်ဖို့ဆိုပြီးတော့ပြိဿရေတင့်ငုံလေးတစ်ခုရှာပြီးတော့ဦးကြီးတော်ကိုဒီနာမှာခဏသတင်းသုံးပါဆိုပြီးတော့တူလောက်တဲ့ပုဂ္ဂိုလ်ကကိုရင်မဲဆိုကြပါစို့ကိုရင်တော့မစစ်ပါဘူးเนาะတရဏဂုံသုံးပါလည်းမတည်ခဲ့ပါဘူးဆရာဥပိ္ပဇေဆရာလည်းမရှိခဲ့ပါဘူးသူကနဲ့သူဘေးကြောက်လို့သာရန်သူတွေရဲ့လက်နက်ကိုကြောက်လို့သာသင်္ကန်းကောက်ပက်ခဲ့တာမဟုတ်လားအဲ့ဒါနဲ့ပြိဿရေအဲ့ဒီနေရာမှာဖြစ်ချင်တော့မိမ့်မပြိုရဲ့တာယာနာပြောပွဲတချင်းဆိုတန်လေးကထွက်လာတယ်တဲ့ခြုံဘုတ်တစ်ခုတည်းကနေနော်အော်စရာကောင်းတာဒီဇလန်က
ဒီလောက်တောနဲ့ခေါင်ကြီးထဲမှာလူသူပြက်ရန်သူပေါ်လွန်းတဲ့ဒီတောနဲ့ကြီးထဲမှာအင်မတန်မှတာယာနာပြောဝဲကောင်းတဲ့တချင်းဆိုတန်မိမပြိုရေးတယောက်အတန်လေးထွက်လာတယ်သိပ်ပြီးတော့ကြည်လင်တာပဲတဲ့စာထဲမှာရေးထားတယ်ဒီဘုန်းကြီးတော့ကြားဘူးပါဘူးနော်ဒီလောက်ပြောတော့ကိုတော်မြတ်ကြားဘူးလို့လားလို့ထင်နေမှာဆိုလို့မကြားဘူးကိုကနဲ့ကိုအမွှန်းတင်ပြောနေတာဟုတ်လားအဲ့ဒါနဲ့ပရိသတ်ကြီးစောစောကသကုပါဠမထေရရဲ့တူမဟာပါဠရဲ့သားအကြီးကောင်ကလူပြိုပေါက်ဘာပေါက်ဒီလောက်ဆိုသိရောပေါ့ဟုတ်လားလူပြိုပေါက်ကဒီတန်ကြမနေနိုင်ဘူးဟာဒီတိုးတဲ့ဒီလောက်တာယာနာပြောဝဲကောင်းတဲ့မိန်းကလေးအတန်ကြာသူစဉ်းစားစူးစမ်းကျင်စိတ်ပေါက်တယ်ဒီလောက်တောင်အတန်လှနေရင်အိုးရုပ်ကလည်းဘလောက်ချောလိုက်မလဲကွာစိတ်ထဲကြိတ်တွေးနေတာဒီကောင်အဲ့ဒါနဲ့ဦးကြီးတော်ကိုအရှင်ဘုရားဦးလေးဒီနခဏနေခဲ့ပါအောင်တပည့်တော်ကိုနာအပေါ့သွားအောင်မယ်ဘာသွားအောင်မယ်တကယ်တော့အပေါ့သွားချင်တာမဟုတ်ဘူးအပေါ့သွားချင်တာဟုတ်လားတကယ်တော့အပေါ့သွားချင်တာမဟုတ်ဘူးအပေါ့သွားချင်တာအဲသွားချောင်းချင်တာပေါ့တဲ့ပြောရရင်အဲ့ဒါသွားချောင်းတော့ပြိဿရေနော်ဇလန်းကတော့ဒကာကြီးတို့မကြီးများမတ်တမ်းပါပဲတောနဲ့ကြီးထဲမှာဘယ်သူမှမရှိဘူးမိမပြိုတယောက်နဲ့လူပြိုပေါက်ကိုရင်အတုနဲ့အဲ့ဒီခြုံမုံထဲသွားတွေ့တာပဲကဲဒီလောက်ပဲပြောမယ်နော်အဲ့ဒီမှာယဟန္တာဖြစ်တဲ့ဦးကြီးတော်သက္ကုပါဠမထေရသိလိုက်ပြီဇံမပြန်နိုင်တဲ့ဘုံကံတာမရှိပေမဲ့ဒီလောက်ကတော့ယဟန္တာသိတယ်ငါရဲ့တူကိုရင်သီလပြက်ပြီဟိုမှာမာတုကာမနဲ့စောစောကငါလဲကြားတယ်ငါမျက်စိတာမကောင်းတာနားတော့ကောင်းသေးတယ်စောစောကမိမပြိုအတန်လေးကြားတယ်ငါတူငါနားကထွက်သွားတယ်သူဟိုနားလောက်အဲ့ခြုံပုံနားလောက်ရောက်တဲ့အချိန်မှာအဲ့ဒီတချင်းတန်ပျောက်သွားတယ်ဒါလောက်ဆိုဘာဖြစ်တယ်မြန်မာကားတွေခဏခဏကြည့်နေသိလောက်ပါပြီဟုတ်လားဩဒီကိုတော့တရားဟောပါဆိုဘာတွေပြောနေဇလန်နဲ့ပါတာဦးစင်းလည်းပြောရတာပဲတတ်နိုင်ဘူးအဲ့ဒါနဲ့ပြိဿရေမြန်မြန်ပြောတော့ဟိုမှာဖြစ်ခဲ့ပြီးတော့ယဟန္တာသူ့ရဲ့ဦးကြီးတော်ကြီးပြန်ရောက်လာတယ်အဲ့ဒီမှာသက္ကုပါဠယဟန္တာမထေရသူ့လက်ကိုယ်တိုင်အကင်မခံတော့ဘူးတဲ့ဟုတ်လားလူတရိษံဘာလဲလဲပြောကြဲပြောဘာတရိษံသူ့တူကိုသူအဲ့လိုပြောတာလူတရိษံပဲတဲ့မင်းကထမင်းစားယုံစကားပြောယုံအိတ်ယုံစားယုံကာမဂုဏ်မိဝဲယုံလောက်ကိုမင်းကလူလို့ထင်တာကိုတဲ့စောင့်ထိန်ရမယ့်သီလကိုစောင့်ထိန်နိုင်မှဟဲ့ကောင်မင်းလူกว่าတယ်နော်ဦးစင်းကပုံပေါ်အောင်လုပ်ပြောတာဟုတ်လားဟဲ့ကောင်နဲ့မင်းငါတူမဟုတ်ဘူးတဲ့မင်းငါကိုဥလိလို့မခေါ်နဲ့ထမင်းစားယုံစကားပြောယုံကာမဂုဏ်မိဝဲယုံအိတ်ယုံစားယုံကာမဂုဏ်မိဝဲယုံနဲ့မင်းကလူလို့ထင်တာလားတဲ့စောင့်ထိန်ရမယ့်တရားကိုစောင့်ထိန်နိုင်မှကျင့်သုံးရမယ့်သီလကိုကျင့်သုံးနိုင်မှဗါတဲ့လူသဘောပေါက်လားဒါကြောင့်မလို့ဦးဇင်းတို့တခါကြီးတို့မကြီးများဦးဇင်းသီလပေးတဲ့အခန်းမှာပင်စသီလံလူပင်သားတဲ့ပုဂ္ဂိုလ်တွေလိုက်နာကျင့်သုံးလို့နေထိုင်ကြတဲ့၅ပါးသီလခေါ်တဲ့တရားမြတ်ကိုကြားလိုက်တယ်မဟုတ်လားတခါတည်းကြားတာလားဒီကိုတော့ဟောတိုင်းကြားတာလားခဏဦးဇင်းဟောတိုင်းထည့်ပြောတယ်အရေးကြီးလို့လားမကြီးလို့လားစောင့်ထိန်ရမယ့်တရားတွေကိုစောင့်ထိန်နိုင်မှကျင့်သုံးရမယ့်တရားတွေကိုကျင့်သုံးနိုင်မှလိုက်နာရမယ်တရားတွေကိုလိုက်နာနိုင်မှာပြိတ္တရေလူတဲ့မင်းငါတူမဟုတ်တော့ဘူးမင်းဟာဒုတ်သီလကိုရင်သီလမရှိတဲ့ကိုရင်အဲ့ဒီမှာသူအကြီးတော်ကစိတ်တွေဆိုးပြီးတော့မှသူ့လက်ကိုလည်းအကင်မခံဘူးသူ့တပိတ်ကိုလည်းမလွယ်ဘူးအာဟာအရှင်ဘုရားအဲ့လိုမလုပ်ပါနဲ့ဗျာတပည့်တော်တောင်းပန်ပါတယ်အရှင်ဘုရားမှမလိုက်ဘဲနဲ့တပည့်တော်အိမ်ပြန်ရင်အရှင်ဘုရားရဲ့ညီတပည့်တော်ရဲ့အဖေတပည့်တော်တတ်မှာရှင်ဘုရားလိုက်ခဲ့ပါဗျာအဲ့လိုမလုပ်ပါနဲ့ဟိုရောက်မှတပည့်တော်ကိုလည်းတတ်ချင်တတ်ပါဗျာနောက်ပြီးတော့တပည့်တော်ကိုရင်မဟုတ်ပါဘူးဖေဟာတပည့်တော်ဘေးရန်ကြောက်လို့ကိုရင်ပတ်ပေးလိုက်တဲ့ကိုရင်အတုပါဖေဟာဒီကောင်မနဲ့တပည့်တော်သွားဖြစ်တာလဲတပည့်တော်ကလူပါဖေဟာအမျိုးမျိုးတောင်းပန်တယ်မရဘူးဟဲ့ကောင်မင်းလို့သီလမရှိတဲ့နော်ဦးစင်းကဒီနေရာမှာနည်းနည်းထည့်ပြောခြင်းတယ်ဟုတ်လားဟိုလူရှင်တော်တွေပြောတဲ့တချို့အမျိုးသမီးတွေပြောတဲ့စကားလေးလေအိုင်တွေ့တိုင်းခြေစည်းခြင်းနဲ့မင်းလို့ကောင်းတဲ့ငါမလိုက်ချင်ဘူးဒီလိုပြောချင်တာနေမှာဘောသက္ကုပါဠကနော်ယန္နာဆိုတော့ပြောဦးစင်းကဘာမှမဟုတ်တော့ထည့်ပြောတာပေါ့ဒါပါပဲယန္နာနဲ့ဟိုလေပုထုဇဉ်ကိုတော်ကဒီလိုဓာကွာသွားတာပဲယန္နာတည်းကဒီစကားမပြောဘူးဟုတ်လားကြီးလဲကျေတဲ့ဘွန်းတို့ပဲပြောတယ်အဲ့ဒါနဲ့ပြိဿရေမင်းနဲ့မလိုက်တော့ဘူးဘလောက်ပဲတောင်းမှန်မရဘူးဟာ
မရတဲ့အဆုံးတော့ဟုတ်ကိုရင်အတုကစိတ်တွေပြက်ပြီးတော့မျက်ရည်တွေကျပြီးတော့အဲ့ဒါဦးလေးကိုဒီတိုင်းမျက်စိမမြင်တဲ့အတိုင်းဒီအဲ့ဒီနေရာမှာပဲဒီတိုင်းထိုက်ပြီးတော့ပြန်ရဘလုံးမခေါ်လို့မရဘူးငါဒီနေရာမှာပဲသိရင်သိသွားပါစေတဲ့ငါတာဝတိမြို့ကိုမရောက်ရင်မရောက်ပဲနေပါစေငါဒီနေရာမှာပဲအသက်ထွက်ရင်ထွက်ပါစေမင်းလို့သီလမရှိတဲ့သူနဲ့ငါမပေါင်းဘူးတဲ့ပြောဘာမရှိတဲ့သူနဲ့ဘာမှဖြစ်ဘူးအသေဝနာသဘာလာနံပန္တိတာနင်္စသေဝနာကြားဘူးတယ်မို့လားဘာမှကြားဘူးတာလဲမင်္ဂလာဆောင်တွေမှာမင်္ဂလာတုတ်ထဲမှာပြောပဲတုတ်ထဲမှာအသေဝနာသဘာလာနံပန္တိတာနင်္စသေဝနာဟေဘိကဝေပရိသတ်လေးပါจิตသားจิตသမီးတို့ဘာလာနံနဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနဲ့လှုပ်ချင်တာတွေကိုရှောက်လှုပ်နေတဲ့လူမိုက်တွေနဲ့အသေဝနာသဘယ်တော့အခါမှမပေါင်းကြနဲ့သဘောပေါက်လားပန္တိတာနင်္စသေဝနာလှုပ်တဲ့နာတွေကိုသာရွေးလှုပ်တတ်တဲ့ပညာရှိသူတော်ကောင်းတွေနဲ့သေဝနာပေါင်းဖော်ကြစမ်းပါအဲ့ဒါဇဂုပါဠမတေကမင်းလိုသီလမရှိတဲ့အကျင့်မကောင်းတဲ့ကောင်းတဲ့ငါမပေါင်းဆိုပြီးတော့ဒီတိုင်းဇုံရက်နေခဲ့အဲ့ဒီအချိန်မှာပြိတ္တရေသူတော်ကောင်းဘာကောင်းမှပြီတရားမင်းမနေနိုင်ဘူးတရားမင်းကြီးရဲ့ထိုင်နေတဲ့ဗန္ဓုကဗလာမြတ်ကြောက်ပြတင်းပြီးတော့ပူလာတဲ့အခါကျတော့လူပြည်မှာဘာအကြောင်းများရှိလဲလို့လမ်းပြီးတော့လမ်းပြီးတော့ပြိတ္တရေနတ်တို့ရဲ့ဒေဝဗုဒ္ဓဉာဏ်နဲ့လမ်းပြီးတော့ကြည်လိုက်တဲ့အခါကျတော့ဩသကုပါဠယန္တာမထေကြီးတာဝတိမြို့ဇေတဝန်ကျောင်းကိုဖျားဖို့ပြည်တော်ပြန်ခရီးမှာခက်ခဲနေတဲ့ဒုက္ခရောက်နေရှာတယ်ငါကိုယ်တိုင်ဆင်းမကဲဘူးဆိုရင်ဆင်းပြီးတော့မကူညီဘူးဆိုရင်ငါရဲ့တရားမင်းရဲ့ကောင်းရှစ်စိတ်ကွဲတော့မှာပဲတဲ့စာထဲမှာဒီတိုင်းလာတဲ့ပြိတ္တအကယ်၍အဲ့ဒီအချိန်မှာတရားမင်းသားတဲ့နတ်သမီးတွေနဲ့ပဲပျော်ပြီးတော့ဒီအရှင်မြတ်ကိုဆင်းပြီးတော့မကူညီရင်တရားမင်းကောင်းဘဏ္ဍစိတ်ကွဲမှာတဲ့ရှစ်စိတ်တဲ့ပြိတ္တကြောက်เสียကောင်းတယ်တရားမင်းလည်းအလကားနေရတာမဟုတ်ဘူးဟုတ်လားအဲ့ဒါနဲ့ပြိတ္တရေတရားမင်းကလူလင်ရောင်ဆောင်ပြီးတော့သဂုပါဠယန္နာမတိရန်သွားပြီးတော့အရှင်ဘုရားတပည့်တော်နောက်လိုက်ခဲ့ပါဗျာယန္နာမတိမြတ်ကြီးကသိတယ်ဒါကတာမန်လူမဟုတ်ဘူးတဲ့ဘာရောင်ဆောင်နာတာတရားမင်းကလူလင်ရောင်ဆောင်နာတာအဲ့ဒါနဲ့မြန်ပြောတရားမင်းအကုန်ကြီးကြောင့်ပြိတ္တရေသဂုပါဠယန္နာမသွေယန္နာမတိမြတ်ကြီးသာကောင်းစွာမသွေဘုရားရှင်ကိုရောမြတ်ကြီးတရင်သုံးတော်မူတဲ့တာဝတိပြည်ဇေတဝန်ကျောင်းတော်သို့စိုက်မြိုက်ရောက်သွားတော်မူခဲ့ပါပေတည်းပရိသတ်ရေစေနာဤထိုးတော်မယ်စဟောရမလားတရားကတဝက်တောင်မကြိုးသေးဘူးဒီလိုပဲပြောတာပဲကိုရောလက်ထဲမိုက်ရိုက်နေပြီမီးလည်းနှစ်ခါရှိပြီပြက်တာဟုတ်လားဟုတ်လားအဲ့ဒါနဲ့ပြိတ္တရေသကုပါဠယန္နာမတေကသာဝတိပြည်စီတော်ကြောင့်ဘုရားထံမောက်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုရိုသေတုတ်ကွာပူဇော်ရှိခိုးပြီးတော့တင့်လျောက်ပတ်တဲ့နေရာမှာတရင်သုံးပြီးတော့ကိုတရားကိုအထုတ်နေတဲ့အချိန်နဲ့အဲ့ဒီအချိန်မှာဘုရားဘိုးတွေကလည်းတောက်လဲတရင်ကျွတ်ပြီဆိုတော့နေရာဒေသအသီးသီးမှာတရင်သုံးတဲ့ယဟန်တွေကအကုန်လုံးသာဝတိပြည်ရောက်ကြတယ်ဇေတဝန်ကျောင်းရောက်ပြီးတော့ဘာလာဖို့ကြတယ်ဖះလာဖို့ကြတာအာဂန္ဓုကယန်းနေအများကြီးပေါ့ဒီเจ้าမှာလို့ပေါ့ဒုံလပတ်တွေစောစောကဆရာတော်ပြောတယ်တရားပြည့်တော့မယ်တဲ့ဟုတ်လားဘာပြည့်တော့မလဲတရားပြည့်တော့မယ်တဲ့တခါကြီးကပြောတယ်အလှနေကြရင်တဲ့တိန်စင်းတန်ကတရားကျော်တယ်တဲ့အဲ့ဒါကြီးလက်တို့စဉ်းစားတယ်ငါအမြတ်တိန်စင်းရပါမလားစိတ်ပူတာကြီးလက်တို့နော်ငါအမြတ်တရားကျော်တယ်လေအဲကြောင့်ဘုန်းကြီးကိုပြန်ရင်ရှောက်အောင်မယ်တပည့်တော်နောက်ဆုံးတော့မထားပါနဲ့ဘုန်းကြီးရဲ့ဟုတ်လားဒါလည်းထည့်လျှောက်သွားအောင်မပြန်ရင်ကိုရင်တွေကတော့ချိန်စဲနေမှာဒီကိုရောကြီးဟလားငါတို့ရှိလာပြီးတော့ဟုတ်လားနော်ကိုရင်လေးနဲ့လူရမှာပဲအနှိမ့်ကြမတတ်နိုင်ဘူးဟုတ်လားတရားကျော်ဆိုတော့ပြိတ္တရေတရားပဲထားအောင်တပားကိုတရားလူရင်ဘယ်လောက်ကဲနေတာမဟုတ်ဘူးနော်1000လူရင်ဟုတ်ပါမလားစဉ်းစားစားလဲပြောပါဦးတပားကို1000လူရင်အပား100ဆိုရင်3သိန်းဟုတ်လား900လို့ရင်တခါတည်းမေးသွားအောင်မယ်လောဘကြီးတယ်လို့ထင်ရင်လဲထင်မတတ်နိုင်အောင်လူချင်းလူမိုက်တွေအဲ့ဒီကျရင်တင်စင်းမလောက်ပါမပြုတ်ရှိတယ်လှောင်တာဒါတက်လှောင်တာဟုတ်လားနော်ဘလောက်ပဲလို့ပြိတ္တရေတင်စင်းတန်ကဘလောက်တယ်အဲ့ဒါနဲ့ပဲဖိတ်ထားတဲ့လူတွေမလာပဲနေဦးမယ်ဒီကိုတော့ရှာကြောရှည်လျှောက်ပြောတာနဲ့ဟဲ့ငါတို့စားရတာဟဲ့နည်းနည်းဟဲ့တရားလည်းရှိနာဦးမှာတင်စင်းကလည်းတရားထဲမသွားတော့ပါဘူးဟဲ့
အနေကြရင်ဘုန်းကြီးဦးဇင်းအကြံပေးခဲ့ဦးမယ်ဒီနောက်မှာဆိုင်းဘုတ်ချိတ်ထားပါလို့တခါကြီးတွေဟဲ့လားဘောပင်နဲ့ white ဘုတ်မှာလေစော့ပင်နဲ့ရေးထားကော်ဖီမင်းတုပ်လက်မခံဟုတ်လားပြီးရင်အမွေးတိုင်တုပ်မယူရဖျောင်းနိုင်တိုင်းမလောင်းရအဲ့လိုလေးလို့200 100မပါစီအဲ့လိုလေးဆိုမကောင်းလားအဲ့ဆိုဘယ်သူမှလာမလေးကိုတော့လောင်းရမလဲတရားကျော်ဒီရတဲ့အမိုးတိုင်းတို့လက်မခံဆိုတော့ပြန်လာဘူးဘုရားလို့တော့ဖြစ်သွားမှာဟုတ်လားဟုတ်ပါမို့စတာပါဟုတ်လားအိမ်ငိုက်နေမှာစိုးလို့နော်အဲ့ဒါဘုရားဘိုးတွေတောက်တောက်လဲအာဂန္တုတန်ဃာတွေများစွာရှိတော့သက္ကုပါဠယန္နာမထေကလေနေစရာအကြောင်းမရှိတော့ပရိသတ်ရေတန်ဃာတွေအတင်းကျက်ပြီးတော့မှနေတဲ့ခါကျတော့အဲ့ဒါဇယလေးတစ်ခုမှသတင်းသုံးပြီးတော့ညဘက်ထောက်လျှောက်လမ်းလျှောက်ဇင်းညံလျှောက်ပြီးတော့တရားအထုတ်တာတဲ့ဘလောက်ကြည်ညိုစရာကောင်းလဲယဟန်ဒါဖြစ်သွားတာတောင်မှတရားအထုတ်တာရဲ့လားမရက်ဘူးတော့မရက်ဘူးတဲ့ဒါပေမဲ့ပရိသတ်ရေသူ့ရဲ့မျက်စိနှလုံးကမြင်ရဲ့လားမမြင်တော့ပရိသတ်ရေပိုးကောင်မွားကောင်တွေမြင်ရရဲ့လားမမြင်ရဘူးအကောင်ကြီးရင်တော့သူခြေထောက်နဲ့တိုက်မိသိမှာပေါ့တာမန်လမ်းလျှောက်လို့အောက်မှာပြပြသွားလောက်တဲ့ပိုးကောင်မောကောင်လောက်ကတော့သူမသိရှာဘူးမသိတော့ဘာဖြစ်မိနင်းမိတော့မနက်မိုးလင်းတော့ကိုရင်ယဟန်ငယ်တွေကိုရင်ငယ်လေးတွေကစောစောထားပြီးတော့ကြောင်းတန်ရှင်းရေးတွေပဲစည်းဘာညာလဲတော့ညကသက္ကုပါဠယဟန္တာမထေဈဉ္ဉံလျှောက်ထားတဲ့နေရာသွားတွေ့ပြီးတော့အဲ့ဒီမထေမြတ်ရဲ့ခြေရတိုင်းအောက်မှာပိုးကောင်မွားကောင်တွေသူတက်နေထားလို့သိတာယဟန်နေငယ်တွေအကုန်သွားတွေ့ဟာဘုဒ္ဓဇင်ယဟန်နေဆိုတော့ပြိဿရဲ့အကြောင်းအကျိုးနောက်မှသိအပြစ်ပြောတာအရင်ဒီကိုတော်ကြီးကွာမမြင်မဆန်းနဲ့မမြင်လဲကိုယ့်နဲ့ကိုယ်ဇယတဲ့သတင်းသုံးပါလားရှောက်ပြီးတော့သွားတာနင်းချေတတ်ထားလိုက်တာကြည်စမ်းမအောင်တရိစ္ဆာန်ပေါင်းမြောက်များစွာဒီအကြောင်းဒီတိုင်းထားလို့မရဘူးဘုရားသွားလျှောက်မှာပဲအဲ့ဒါနဲ့မြန်ပြောဒီသတင်းဘုရားနာရောက်တော့မြတ်စွာဘုရားကတန်ဃာတွေအကုန်ကောသက္ကုပါဠမထေလဲခေါ်ကဲချက်သားသူတို့ပြောတာဟုတ်လားဟုတ်ပါတယ်ဘုရားဒါပေမဲ့မြတ်စွာဘုရားတပည့်တော်သက္ကုနှစ်ကွင်းအလင်းမရတဲ့အတွက်ကြောင့်ဒီသားကောင်မွားကောင်လေးတွေဒီပိုးကောင်မွားကောင်လေးတွေတပည့်တော်မမြင်ရဘူးဘုရားတပည့်တော်သေးစေလိုတဲ့စိတ်ဆန္ဒနဲ့တပည့်တော်နင်းတာမဟုတ်ဘူးဘုရားတဲ့ဒီစကားလေးကတို့အတွက်တန်ဖိုးရှိတယ်ပြိဿသေချာမှတ်မယ်နော်အရှင်ဘုရားတဲ့တပည့်တော်ညတော်ကဇင်ញံလျှောက်တဲ့နေရာမှာတပည့်တော်ရဲ့ခြေဘဝအောက်မှာခြေရာအပေါ်မှာတပည့်တော်နင်းမိလို့သေသွားတဲ့ပိုးကောင်းမွားကောင်းတွေရှိတယ်ဆိုတာအခုသူတို့ပြောမှတပည့်တော်သိရတယ်ဘုရားတပည့်တော်ညတော်ကဇင်ញံလျှောက်စဉ်တော့ကတပည့်တော်မျက်စိနှကွင်းအလင်းမရတဲ့အတွက်ကြောင့်ဒီပိုးကောင်းမွားကောင်းတွေတပည့်တော်မမြင်ရမသိရပါဘုရားဒါကြောင့်မလို့ဒီပိုးကောင်းမွားကောင်းပေါင်းမြောက်များစွာကိုတပည့်တော်သေးစေလိုတဲ့စိတ်နဲ့တက်ခဲ့နင်းခဲ့တာမဟုတ်ဘူးဘုရားဘာစိတ်နဲ့နင်းခဲ့တာမဟုတ်ဘူးသေးစေလိုတဲ့စိတ်တစည်းမှမပါဘူးဖရာတဲ့ဘာစီလိုတဲ့စိတ်ဒီနေရာမှာဒုပရိသတ်များကိုဘုသူဒ္ဓနဲ့မှတ်သားစရာတခုဦးစင်းကပြောခဲ့မယ်စိတ်သာရှင်စောဖရာဟောပြန်ပြောပါအောင်အဲ့ဒီမှာမြတ်စွာဘုရားကပြောပါတယ်ချစ်သမီးတို့အေးမင်းတို့တွေအလုံးမှတ်ထားကြလောကမှာတို့ရဲ့စိတ်ကအရေးကြီးတယ်ပြောစမ်းဟိတို့ရဲ့စိတ်ကဘာကြီးတယ်အရေးကြီးတယ်တဲ့ဒီသက္ကုပါဠယန္နာမထေကသူသေးစေလို့တဲ့စိတ်နဲ့ဒီပိုကောင်းမွားကောင်းတရိစ္ဆာန်တွေကိုတတ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်သူ့မှာဘာအပြစ်မှမရှိဘူးတချမ်းဟောတာလားဖယားဟောတာလားဒါကြောင့်မလို့စိတ်ကအရေးကြီးလားမကြီးဘူးလားအရေးကြီးတယ်ဒီနေရာမှာဥပမာလေးတစ်ခုထည့်ပြီးတော့ရှည်တဲ့လက်စနဲ့ထည့်ရှည်ပါရစေဟုတ်လားခဏတိုင်းတခါမှပြိနေရေဖားတွေကိုမွေမြူနေတာမြင်ဘူးလားမမြင်ဘူးလားဖားကလေးတွေအော်တယ်ကွက်နဲ့ဟုတ်လားမွေကဖားရဲ့ခြေထောက်ကိုဆွဲပြီးတော့မှစပြီးတော့မြုံနေတယ်ကိုကလည်းသွားတွေ့တယ်မကူညီခြင်းဘူးလားမကူညီခြင်းဘူးလားဦးဇင်းတို့ငငယ်တုန်းကစော့တလို့လို့ပြောင်းတလို့လို့နဲ့များစွာကူညီခဲ့ဘူးတယ်ရေမွေကလေးတွေမြက်လျှောကလေးတွေဖားလေးတွေကိုမျိုးနေပြီဆိုရင်ပြိနေရေအဲ့ဒီမွေကိုအမိကသွားဆွဲပြီးတော့ဖားကိုလွတ်သွားအောင်လုပ်ပေးခဲ့ဘူးတယ်ငယ်ငယ်တုန်းကတော့ဘာစိတ်မှမပါဘဲနဲ့ပြိတရေပျော်ခြင်းနဲ့စိတ်နဲ့စော့ခြင်းနဲ့စိတ်နဲ့ခလေးဘဝမွေရဲ့အမိတွေကိုဆွဲခဲ့ဘူးတယ်မြတ်စွာဘုရားကအခုပြောပါပြီပြိတရေစိတ်သာရှင်စွာဘုရားဟောဒိုးစိတ်မပါရင်အပြစ်မဖြစ်ဘူးတဲ့အဲ့ဒီနေရာမှာပြိတရေစိတ်က2မျိုးထွက်လိမ့်မယ်မွေရဲ့အစာကိုငတ်စေခြင်းနဲ့စိတ်နဲ့ကူညီမလား
ဖားရဲ့အသက်ကိုလွတ်စေခြင်းနဲ့စိတ်နဲ့ကိုညီမာလားဒီနှမျိုးအရေးကြီးတယ်မွေရဲ့အစာကိုပျက်စီးလို့စေတဲ့စိတ်နဲ့သွားပြီးတော့ကိုညီမယ်ဆိုရင်အကုသိုလ်ဖြစ်မယ်သူတော်ဘာရဲ့အစာကိုပျက်စီးစေတာလေဖားရဲ့အသက်ကိုကဲတင်လို့တဲ့စိတ်နဲ့ကိုညီမယ်ဆိုရင်တော့ဘာဖြစ်မယ်ကုသိုလ်ဖြစ်မယ်သဘောပေါက်ပြီလားသဘောပေါက်ပြီလားဒါဆိုရင်ပရိသတ်ရဲ့ဒိုးတွေနေ့စဉ်နဲ့အများလူမျိုးရေးဘာသာရေးစီးပွားရေးပရိဒတ်အရေးတွေများစွာလုပ်နေကြတယ်ဘာစိတ်နဲ့လုပ်တာလဲဘယ်သူမှရှောက်မမေးနဲ့ကိုယ့်ကိုပြန်မေးပါသဘောပေါက်ပြီလားဟုတ်လားနောက်တကဒီကနေ့သိက္ခာတဲ့ရံကန်ရှင်ပြုနာတလူတော်မင်္ဂလာလုပ်တာပရိသတ်ရဲ့နာမည်ကြီးခြင်းလို့လုပ်တာလားကုသိုလ်ရခြင်းလို့လုပ်တာလားစိတ်အရေးမကြီးဘူးလားတခါကြီးများတက္ကမကြီးတို့နော်အလှပိတထေဖြစ်တဲ့ငါတို့မိသားစုဒီကြောင်တိုင်းမှာဒီလိုချင်းချင်းတဲ့အလှကြီးလှုပ်လိုက်မယ်ဆိုရင်ငါတို့ကိုသူများကအထင်ကြီးမှာပဲလို့ဘာဝအာနာဂုံယူလို့တဲ့စိတ်နဲ့လှုပ်မယ်ဆိုရင်တော့ကုသိုလ်လားအကုသိုလ်လားကုသိုလ်ဆိုတာကောင်းကျိုးကိုပေးတဲ့ဒီဘဝလည်းချမ်းသာတဲ့ဘဝတန်ត្រာကိုလည်းချမ်းသာစေတဲ့ဒီကနေ့တို့ပြုလုပ်တဲ့အလှကြီးကတို့ရဲ့နိဗ္ဗာန်အတွက်အထောက်ပံ့ဖြစ်ပဲလို့ဒီလိုအတိနဲ့လှူမှသာလျင်ပရိသတ်ရေကုသိုလ်ဖြစ်မယ်သဘောပေါက်လားဒါကြောင့်မလို့ပရိသတ်ရေပြောစမ်းမှာစိတ်သာရှင်စောဖျားဟောတဲ့အဲ့ဒီမှာပရိသတ်ရေတန်ဃာတွေကလည်းစုံအရှင်စက္ခုပါဠယန္တာမတ်တွေကိုအကြောင်းပြုလို့မြတ်စွာဘုရားကဥစဉ်အစဦးဆုံးမှာရွတ်ခဲ့တဲ့ဂါထာကိုမြတ်စွာဘုရားဟောပါတယ်တရားရှိတာဥစဉ်ကြောင့်မဟုတ်ဘူးဒကာကြီးတို့မကြီးများနားမလည်မှာကြောက်လို့ဟုတ်လားနော်အဲ့ဒါပဲလူဆိုဒီမှာအတ္တသမကိုအတွက်တော့တကွက်ထားကိုအတွက်တော့အမြဲတမ်းတကွက်ထားတယ်လေကိုအပြည့်ဖြစ်မှာကြောက်လို့ကိုကြောင့်မဟုတ်ဘူးတဲ့ဒကာကြီးတို့မကြီးများဒီတရားနားမလည်မှာကြောက်လို့ဥစဉ်ဂါထာရွတ်ပြီးတော့ပြောတယ်မို့လားဒီဂါထာဘယ်ကစဖြစ်တာလဲဆိုတာပြောခဲ့တယ်မို့လားမပြောခဲ့ဘူးလားမိသွားပြီလားဒီဂါထာဖြစ်ပုံလေးကိုပြောခြင်းလို့အကုန်လုံးဇတ်တုတ်တစ်ခုလုံးစုံအောင်ပြောခဲ့ရတယ်မို့လားမနောပုပ္ပင်ကမဓမ္မမနောတိဋ္ဌမနောမယမနသာစေပဒုဋ္ဌေနပါတတိဝကရောတိဝတတောနံဒုက္ခမနွေတိစကံဝဝဟတောပဒံဘေကဝေပရိသတ်လေးပါจิตจิตမိတို့မနောပုပ္ပင်ကမဓမ္မနာမခန္ဓာတရား၄ပါးအပေါင်းသည်မနောပုပ္ပင်ကမဝိညာဉ်နဲ့ခန္ဓာလာခန္ဓာသာလျင်ရှိသွားရှိကုန်၏ဟောခန္ဓာ၅ပါးရှိတယ်ပြောခန္ဓာဘဏ္ဍပါလဲလက်ကလေးတွေထောင်တော့မထောင်နဲ့ချိုးထားနော်ထောင်ရင်တော့ကြသူငယ်တန်းနှစ်စားတွေဖြစ်ကုန်မှာဆိုလို့ဘုန်းကြီးလှုပ်ခိုင်းနေရှောက်လုပ်နေရတယ်ဟဲ့ငါတို့အိုကြီးအိုမကြမှာဟလားဘုန်းကြီးမေတ္တာပို့နေမှာကိုယ့်နဲ့ကိုယ်ပေါင်လေးပေါ်မှာတင်ပြီးတော့ချိုးထားလိုက်ဆိုရူပခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာနောက်နှစ်ခေါက်တိုင်ပြီးမယ်ပြီးရင်ကိုယ့်နဲ့ကိုယ်ဆိုခိုင်းမယ်ရူပခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာနောက်ဆုံးတစ်ခေါက်တိုင်ပြီးမယ်တေချာမှတ်မယ်ရူပခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာကဲအလုံးညီညာပြောမယ်ဟိုနောက်ကအဖွားကြီးတစုကခန္ဓာခန္ဓာနဲ့ပဲသူတို့နှစ်ပါးသွားလိုက်တာပြီးရောခန္ဓာဘယ်နှပါးလဲခန္ဓာ၅ပါးတဲ့ရှေ့ခန္ဓာ၄ပါးကပရိသတ်ရဲ့ရုပ်လို့မှတ်sorry ရှေ့ဟုတ်တယ်ရှေ့ခန္ဓာ၄ပါးကပရိသတ်ရဲ့ရုပ်တရားလို့မှတ်ဘာတရားလဲရူပခန္ဓာထဲမှာအကျုံးဝင်သွားတယ်နောက်ဆုံးဝိညာဏခန္ဓာကပရိသတ်ရဲ့နာမ်လို့မှတ်မယ်ဝိညာဏခန္ဓာကဘာလဲကိုတော့တို့မြန်လာပြောင်းနေတယ်လားမသိဘူး sorry လည်းပြောတယ်ဟုတ်တယ်လည်းပြောတယ်တို့ကဘာယုံရမှလဲဆိုလည်းဖြစ်နေပြီနော်ဟုတ်လားအဲ့ဒါပရိသတ်ရဲ့ရူပခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာခန္ဓာ၄ပါးကယုတ်ခန္ဓာဝိညာဏခန္ဓာကနာမ်ခန္ဓာဝိညာဉ်ဆိုတာပရိသတ်ရဲ့တခြားမဟုတ်ပါဘူးရှောက်တွေးမနေနဲ့စိတ်ကိုပြောတာဘာကိုပြောတာလဲဒါကြောင့်မလို့ခန္ဓာ၅ပါးကိုခွဲလိုက်ရင်ပရိသတ်ရဲ့တခြားလားယုတ်နဲ့နာမ်လားယုတ်ခန္ဓာ၄ပါးနာမ်ခန္ဓာ၁ပါးပေါင်းတော့ဘယ်နှပါးလဲ၅ပါးတဲ့အဲ့ဒီခန္ဓာ၅ပါးကိုငါလို့ခေါ်ဒီလိုမဟုတ်လား
ဥပရုဒောပရုမောင်ပရုမတ်ပရုတခြားလားခန္ဓာ၅ပါးလားအဲ့ဒီခန္ဓာ၅ပါးဟာပရိသေယယုံနဲ့နာမည်2ပါးရှိပါတယ်အရှိကနံယုတ်ခန္ဓာ၄ပါးကိုဥဆောင်နာကပရိသေယနံခန္ဓာဝိညာဏခန္ဓာတခြားလားစိတ်လားဓမ္မနာမခန္ဓာတရား၄ပါးပေါင်းကိုဝိညာဏဓမ္မနာမခန္ဓာတရား၄ပါးပေါင်းတို့ကိုမနောပုံပင်ကမဓမ္မဝိညာဏခန္ဓာသာလျင်ရှေသွားရှိကုန်၏ဆိုလိုတာကပရိသေယဒီလောကကြီးတစ်လောကလုံးကိုတဲ့စိတ်ကဥဆောင်နေပြောဘာကဥဆောင်နေပြန်ပြောပါဘာကဥဆောင်နေဒီတရားပွဲစိတ်မပါပဲရောက်ရဲ့လားဒီအလူကြီးစိတ်မပါပဲဖြစ်ပါမလားသဘောပေါက်လားဟေးတရားပွဲဒီညလုံးမဲ့တို့အလူကျိုမနက်ကမှထားလောက်တာလွန်ခဲ့တဲ့လက်ကလေးကစီစဉ်ခဲ့ရတာလားသဘောပေါက်လားနော်လွန်ခဲ့တဲ့လဆိုရင်နေတော်နေနေမှာမနှစ်ကလောက်တည်းကမိသားစုတွေတကကြီးတို့မိုင်းများကြံစီခဲ့ရလဲကြံစီခဲ့ရအောင်ပါပဲဟာတို့မိသားစုစုံစုံလင်းလင်းလာမနှစ်တော့ဘယ်ရက်ဘယ်နေ့လေးလှူကြရအောင်ဟေးကြိုတင်တိုင်ပင်မှုရှိရလားမရှိရဘူးလားကဲရွာသူရွာသားတို့အကူကြီးတွေယူကြရအောင်ဟေးဆိုပြီးတော့ပရိသတ်ရေဆရာတော်ဘုရားလျှောက်မယ်တိုင်ပင်တဲ့လူတွေတိုင်ပင်ခဲ့မယ်ဒီလိုမရှိဘူးလားအဲ့ဒါပရိသတ်ရေကြိုပြီးတော့လောက်ရလားမလောက်ရဘူးလားဒါဆိုရင်အဲ့ဒါကိုပုပ္ပစေရနာလို့မှန်ဘာစေရနာဆိုလိုက်ပါမလူသေးခင်စိတ်အစဉ်ကြည်လင်ဝမ်းမြောက်နေရတာအဲ့ဒါပုပ္ပစေရနာဘာစေရနာလဲတို့ဟိုနေ့ဟိုရက်ဟိုချိန်ဟိုကကြရင်ဆရာတော်တန်ဃာတော်တွေပင်လို့တို့ကျောင်းတိုင်းကြီးမှာချင်းချင်းသေးသိက္ခာတရားငန်းရှင်ပြုနာတလိုတော်မင်္ဂလာအကျိုးဓမ္မသဘင်ကြီးတညထဲလို့ပြောစရာရွှင်စရာလောကီဆိုင်ဝိုင်းတွေနဲ့တို့လူရတော့မယ်လို့ပြိတ္တရေကြိုတင်တွေးတော့လာကြတဲ့ကကောင်းတဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်တွေရလာမရဘူးလားလှူနေတော့လဲဝမ်းသာလာတာဝမ်းသာနေတာလားဝမ်းနေနေတာလားအဲ့ဒါကိုမုံစစေတနာလို့မှန်လှူပြီးရင်ก็မိပလိုက်ရမလားအမြဲတမ်းတရိယာရမလားအဲ့ဒါကိုပရစေတနာလို့မှန်စေတနာဘဏ္ဍပါပုပ္ပစေတနာမုံစစေတနာပရစေတနာစေတနာဘဏ္ဍပါလဲမနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမယမနတာစေပတုဒ္ဒေနပါတတိဝါကရောတိဝါဟေจิตจิตသမီးတို့တဲ့စိတ်သာရှင်စောစိတ်သာအဓိကဖြစ်တဲ့အတွက်ကြောင့်မင်းတို့တတွေတတ္တဝါတတွေဟာမကောင်းတဲ့ညင်နွမ်းတဲ့စိတ်နဲ့ပြောမယ်ဆိုမယ်လုပ်မယ်ကြိုင်မယ်ဆိုရင်ဘာစိတ်နဲ့မကောင်းတဲ့စိတ်နဲ့ပြန်ပြောဘာစိတ်နဲ့လုပ်မယ်ကြိုင်မယ်ပြောမယ်ဆိုမယ်ဆိုရင်တတောနံဒုက္ခမနွေတိစက္ကံဝဝဟတောပရံဖယံဥပမာလေးပေးလိုက်တာကောင်းလိုက်တာနွားရဲ့ခြေရာနောက်ကိုလှေပိန်ကပ်လိုက်သလိုတဲ့လေသမားအများစုဖြစ်တဲ့အတွက်ကြောင့်အလုံးသိလိမ့်မယ်နော်လှေမောင်းတဲ့အခါတရားဂယုစိုက်ပြီးတော့တတိထားပြီးတော့ကြည့်နွားရဲ့ခြေရာနောက်ကိုလှေပိန်ကကပ်ပြီးတော့လိုက်လာမလိုက်ဘူးလားပြုံးဆိုင်ကြည့်ရင်နင်းမိတော့မဲ့အတိုင်းဟုတ်လားပြုံးဆိုင်ချင်းရင်ပြိတ္တရင်နင်းမိတော့မလားနင်းမိတော့မလားလို့မထင်ရဘူးလားသို့တော့နွားရက်တာနဲ့လဲပင်လဲရက်သွားတာပဲအဲ့ဒါလိုပဲတဲ့တတောနံဒုက္ခမနွေတိညင်နွမ်းတဲ့စိတ်တွေနဲ့ပြုလုပ်လာတဲ့ပြုလုပ်ခဲတဲ့ကုသိုလ်အကုသိုလ်ကံတွေကအဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုနွားချီယာနောက်လဲပင်လိုက်တယ်လို့ကပ်ပြီးတော့လိုက်လိုက်မယ်သဘောပေါက်ပြီလားသဘောပေါက်ပြီလားဒါကြောင့်မလို့တို့ပြုတဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်တို့ရဲ့နောက်ကိုနွားချီယာနောက်လဲပိန်ကတ်လိုက်သလိုပရိသေယလိုက်မလားမလိုက်မလားအဲ့ဒါဟာပရိသေယတို့နောက်လိုက်မယ်ဆိုတော့ဘယ်ကိုလိုက်မှာလဲသိရင်လိုက်မှာပြောဘာရင်လိုက်မှာသာသမီလိုက်ပါမလားဇနီးမယားခင်မောဆွေမျိုးအတိုင်းဝိုင်းတငယ်ချင်းပေါင်းသင်းချစ်သူခင်သူရှားပွေထားတဲ့စီစဉ်ဥစ္စာယရဏပရိသေယတခုတလီမြပါပါမလားကိုပြုတဲ့ကံနဲ့ကောင်းကံနဲ့စိုးကံဒီနှကံကသာလည်းရင်ကိုနောက်ပါမှာသဘောပေါက်ရဲ့လားသဘောပေါက်ပြီနော်ဒါဆိုရင်ပရိသေယစေနာကြီးတော့ထိုးသွားရင်နောက်တဲ့ဥစဉ်ကို10မိနစ်လောက်အချိန်ပေးမလားမထိုးတော့ဘူးလေမေတ္တာအဖို့ခံမှာတော့ဆုံးတဲ့ထိတောင်အဖို့ခံရတော့မယ်မထိုးတော့ဘူးဟုတ်လားအဲ့ဒီမှာယဟန်တော်ဥစဉ်ကြောင့်မဟုတ်ပါဘူးအဲ့ဒီယဟန်ထရှိလို့ပါဟုတ်လားဥစဉ်ကြောင့်တရားရှိတာမဟုတ်ပါဘူးအဲ့ဒီတန်ခါတရားနာနေတဲ့ကပြိဿတွေကယဟန်တစ်ပါးထရှိတာဟုတ်လားဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတဲ့တပည့်တော်တစ်ခုလောက်လျှောက်ပြရစီတဲ့ဟေးဘာလျှောက်မှလဲကွာ
အဲ့ဒီသက္ကုပါဠယန္တာမထေရကဘာအာကုသိုလ်ကံကြောင့်မြန်ဒီဘဝအဲ့ဒီမျက်လုံးနှလုံးအစုံကမ်းရတာလေဗျာတဲ့တရားအထုတ်တာကောင်းတဲ့လှုပ်ရက်နဲ့ဘာဖြစ်လို့ဒီမျက်လုံးအစုံကမ်းရတာလဲပျက်စီးရတာလဲဗျာဒီအကြောင်းလေးတပည့်တော်သိကျင်တယ်ဗျာဂိုင်းဒီမိုင်းများမသိကျင်ဘူးလားမသိကျင်လဲဟောမှာပဲမသိကျင်လဲဘာဖြစ်တယ်ဟောမှာပဲဒါကြောင့်မလို့သိကျင်ပါတယ်ဗျာပဲဖြေပေးနော်ကျေးဇူးတင်တယ်ဟုတ်လားအဲ့ဒါနဲ့လျှောက်တဲ့သူရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဟောတယ်ချက်သားချက်သမီးတို့တဲ့မြန်မြန်လေးပဲတူတူလေးပြောပါမယ်အရင်တုန်းကကွာတဲ့သက္ကုပါဠမထေရကစေတမဖြစ်ခဲ့ဘူးတဲ့ပြောပါသမားအဲ့ဒီစေတမကလည်းသူကတဲ့တခြားစေမဟုတ်ဘူးတဲ့မျက်စိဝေဒနာကိုအထူးကိုစေးเสียကြီးတဲ့တနေ့တော့သူရွာတရွာကိုရောက်သွားတယ်ကွာတဲ့သားမိနှစ်ယောက်အဲ့ဒီသားမိနှစ်ယောက်ကအမေလှုပ်တဲ့ပုဂ္ဂိုလ်ကသူ့သမီးကလေးကမွေးရပါမျက်စိမမြင်ဘူးဘာရပါဘာမမြင်ဘူးမျက်စိမမြင်တော့သူ့ရဲ့တဝရီသောသမီးလေးမျက်စိမမြင်တာကိုသိဝန်းနေတယ်ပတ်စံကုန်ကျင်တဲ့လောက်ကုန်စီးစိမ်ကုန်ကျင်တဲ့လောက်ကုန်နောက်ဆုံးသူ့အိမ်မှာပဲကျွန်လောက်ရငါသမီးမျက်စိမြင်ရင်ကောင်းမယ်ဆိုငါဘာမဆိုလုပ်မယ်အမေကဒီလိုကြွေးကြော်တယ်ဒါကိုဒီဆရာကဒီသတင်းကြအဲ့ဒီရွာရောက်သွားတယ်သက္ကုပါဠမထေရအလောင်းဆရာနော်အဲ့ဒီရွာရောက်တော့သားမင်းယောက်နဲ့သွားတွေ့ခဲ့ဒီလိုဒီကြောင့်ပဲအပေးယူသဘောတူစာချုပ်ချုပ်ပြောက်အောင်ကုမယ်ဘာပေးမလဲအော်ဆေးဆရာကြီးရဲ့ကျမသမီးရဲ့မွေးရပါမျက်စိမမြင်တာကိုမြင်အောင်သာပြောက်အောင်ကုပေးနိုင်ရင်ကျမတို့သားမင်းနှစ်ယောက်ဆေးဆရာကြီးရဲ့အိမ်မှာတစ်သက်လုံးကြွန့်ခံမယ်တစ်သက်လုံးပါခံမယ်ပြောတစ်သက်လုံးပါခံမယ်မပြေမစင်းဘူးအခုကျတော့အတန်တွေထွက်လာတာပဲကျမသမီးရဲ့မျက်စိသာပြောက်အောင်ကုသပေးနိုင်ရင်ဆရာကြီးရဲ့အိမ်မှာကျမတို့သားမင်းနှစ်ယောက်တစ်သက်လုံးကျွန်းခံမယ်သိကြတယ်နော်သိကြတယ်ဆရာကြီးကဲဟုတ်ပြီဒါဆိုရင်ငါဒီနေ့ကစကုမယ်မြန်ပြောဆေးဆရာလက်စွမ်းပြလိုက်တာပြိတ္တရဲ့နှစ်လအတော်တွင်မျက်စိပါဖြစ်သွားတယ်မြင်သွားတယ်မျက်စိပါဖြစ်သွားလဲမြင်သွားတယ်မျက်စိကန်းတဲ့လူကိုကုတာပါဆိုကန်းသွားတယ်တဲ့အလူမကြီးကထပြေတယ်တော်တော်တရားပြီးကျင်ပုံရတယ်အဲ့ဒါနဲ့သူ့ထက်ရှင်ပြရင်တရားကထက်ရှင်အောင်ပါဟုတ်လားနော်ဟုတ်လားပြိတ္တရဲ့ထက်ရှင်ပြရင်တရားကထက်ရှင်အောင်ပါမျက်စိကဆေးဆရာကြီးကုလိုက်တာကောင်းသွားတာလားကန်းသွားတာလားအဲ့လိုကန်းသွားရင်နောက်ကျောင်းပြန်လှည့်မှာနော်ကန်းသွားရင်ဘာဖြစ်လဲနောက်ကျောင်းပြန်မှာကိုတာသမွေးနှခါကြိုက်မှသေးတယ်ဆိုတာကြားဘူးတယ်မို့လားဘုန်းကြီးတရားလည်နေတာကိုတာသမဗ္ဗရာဇတ်တို့ဟောတာပထမတစ်ခေါက်ကြိုက်တာကိုတာသမသိဘူးဟုတ်လားကိုတာသမွေးဘနှခါကြိုက်မှသေးတာနှခါကြိုက်မှသေးတယ်အခုလဲမျက်စိကန်းတာလားကောင်းတာလားကန်းရင်နောက်ကျောင်းပြန်လှည့်မှာနော်ဟုတ်လားသူတို့ကြောက်တယ်အဲ့ဒါကြတော့ကန်းတာပါဖေရတဲ့ဟုတ်ပါဘူးကောင်းတာပါဖေရတဲ့ဟုတ်လားကိုတော်လဲကိုယ့်နဲ့ကိုလဲနေပြီအဲ့ဒါနဲ့ပြိဿရေမြန်ပြောနှစ်လအတော်အတွင်းမျက်စိဘာဖြစ်သွားလဲကောင်းသွားတာဟာအမေသမီးမျက်စိမြင်ရပြီတစ်သလုံးမမြင်ခဲ့တဲ့သမီးဒါကအမေဒါကအိမ်ဒါကဘာညာအကုန်ပြသူ့အမေအံ့ဩသွားတယ်ဟာဝမ်းသာလိုက်တာသမီးရဲ့သမီးနှစ်ယောက်ဖက်ပြီးတော့အငိုဘွဲ့ဆင်နွှဲကြတာပေါ့ဟာကောင်းလိုက်တာမြင်ရပြီသမီးဘဝတော့ဘာဖြစ်ပြီညာဖြစ်ပြီဆွေမျိုးတွေကလည်းဝမ်းနေတာဝမ်းသာလို့မှမဆုံးဘူးဝမ်းနဲ့စရာအကြောင်းကောင်းတဲ့ဒိန်းဆိုပေါ်လာတယ်ဟာငါတို့သားမီးနှစ်ယောက်ဆရာကြီးမနဲ့ပြန်လာတော့မှငါတို့သားမီးနှစ်ယောက်ဂရီပေးထားတယ်ငါတို့သားမီးနှစ်ယောက်ဒီမျက်စိမြင်ရင်တစ်သက်လုံးသူ့ရှိမှာဘာခံမှာဘလို့လုံးကြမလဲဟာဆွေမျိုးတွေလည်းဝိုင်းတိုင်းမဲဟာမဖြစ်ဘူးလေဒီလိုတော့မဖြစ်ဘူးလေနင်တို့ကလည်းစကားကိုလွန်နေဒါကြောင့်မလို့အစားသာကောင်းအောင်စားပါစကားကိုကောင်းအောင်မပြောပါနဲ့ရှိတာလည်းမပြောနဲ့လေစားတဲ့ပါတာတွေကိုတော့ရှောက်ပြီးတော့ရှောက်ပြောနေတာ哦ကြမ်းကြွန်တာနှုတ်ရလို့ရတာဗါတဲ့နှုတ်ကြွရင်နှုတ်လို့မရဘူးစသဖြင့်ပေါ့ပြောကြမှာပေါ့ဆွေမျိုးတွေဒါဆိုရင်ဘယ်လိုလုပ်ကြမလဲဆွေမျိုးတွေကစပီနာမှာဖုံးရှိလို့အဲ့ဒါစပီနာမှာဖုံးရှိလို့အဲ့ဒီဖုံးကိုပိတ်လိုက်အဲ့ဒါနဲ့တရားကထက်ရှိပြန်ပြီအဲ့ဒါဆက်เสียကြောင်းဟုတ်လားအဲ့ဒါနဲ့ဆွေမျိုးတွေကတခါကြီးတယောက်ကမကောင်းတဲ့အကြံပေးတယ်ပြိဿဘာအကြံပေးလဲဒါကြောင့်မလို့သူများအကြံလည်းပေးတိုင်းမယူနဲ့ကောင်းရင်တော့ယူမကောင်းတဲ့အကြံမယူယူမိရင်ဒုက္ခရောက်တယ်သူကဘလို့အကြံပေးလဲဆိုတော့ဟေးတဲ့သားမင်းတယောက်ညီတို့ကငါအကြံပေးမေးတဲ့ညီသမီးရဲ့မျက်လုံးကမကောင်းခင်ကန်းစင်လုံးကလည်းမျက်လုံးကြီးကပိတ်နေတာမဟုတ်ဘူးကြောင်တောင်ကန်းတာဘလို့ကန်းတာဒီဆေးစရာရဲ့ဆေးကိုကုလိုက်လို့လည်းပဲအခုမြင်ရတော့လည်းပဲမျက်လုံးကပွင့်နေတာပဲ
ဒါဆိုရင်ဒီစေးစရာကဝိဇ္ဇာဇောကြီးတပတိဝိဇ္ဇရောမဟုတ်ဘူးတာမန်လူစေးစရာပဲသူလာရင်မမြင်ရဘူးလို့ပြောလိုက်ပေါ့တဲ့ဟောဘာလို့ခိုင်းတာလိန်ခိုင်းတာပြောဘာလို့ခိုင်းတာသူများလိန်ခိုင်းတိုင်းလိုက်မလိန်နဲ့နော်ဟုတ်လားစေးစရာဘာတိမှလဲဟာငါအကြံဘလောက်ပိုင်တာဟာဟုတ်တယ်ဒီကြံကောင်းတယ်ကျေးဇူးတင်လိုက်တာဦးလေးကြီးဟာမနှက်ပြန်သမီးအဲ့လိုပြောမယ်မြန်ပြောစေးစရာရောက်လာပါပြီလွေကြီးဆွဲလို့ကဲတာမင်းတယောက်ဘလို့လဲချင်းလေးစမ်းပြတယ်မမြင်ရတဲ့ပုံစံမြင်နေတဲ့ဆရာကြီးအုတ်တုပ်ကြီးဟုတ်လားအမေရေခွက်ပေးပါဦးရေခွက်သူကနဲ့သူမြင်နိုင်တယ်မြင်နေပြီမနေ့တည်းကမြင်တာစေးစရာကသူ့စေးကိုသူယုံကြည်တယ်ငါစေးဟာငါကိုယ်တိုင်ဖော်ဆက်ထားတာဒီရက်ဒီနေ့မှာဒီမျက်စိလုံးဝကိုကောင်းရမယ်သိကြတယ်ဒီသားမင်းတယောက်ငါ့ကိုကလင်ကကြီးကြပြီစေးစရာကသိလားမသိဘူးလားသူတို့တဲ့ကျွမ်းလို့သူတို့တဲ့စေးစရာလုပ်နေတာပေါ့အဲ့ဒါကိုသားမင်းတယောက်ကဘေးကပေးတဲ့အကြံစိုးကိုဟုတ်လားလက်ခံပြီးတော့မှစေးစရာကိုသွားလိုက်တာစေးစရာကလည်းပြိဿရဲ့ဘယ်ခိမလဲသူတို့ငါ့ကိုဒီလိုကလင်ကချင်းလှုပ်လို့ကတော့ငါရဲ့အစွမ်းထပ်ပြီးတော့တိရစေမယ်ဆိုပြီးတော့ပြိဿရဲ့နောက်တဲ့စေးတစ်လုံးကဲသမီးရဲ့မျက်စိဒီအချိန်တောင်မှမမြင်ဘူးဆိုရင်ဒီစေးနဲ့မရဘူးဆရာကြီးစေးပြောင်းပေးမယ်ဆိုပြီးတော့ပြိဿရဲ့ပြန်ပြီးတော့ကန်းအောင်မျက်စိကန်းစီထပ်ထိုးပေးခဲ့တယ်တကယ်ကန်းရောမြင်နေတဲ့မျက်စိကိုမမြင်ပါဘူးလို့လိန်လိုက်တာစေးစရာကစေးစွမ်းထပ်ပြတာဒါလောက်ကိုငါပေါ်မှာကျေးဇူးတရားမသိငါကိုကလိန်ကကြီးညာရက်တဲ့သားမင်းနှစ်ယောက်ငါရှိမှကျွန်ခံရမှကြောက်လို့ငါကိုလိန်တာငါသိတယ်ဆိုပြီးတော့မျက်စိကန်းတဲ့စေးကိုစေးပြောင်းပေးတယ်ဆိုပြီးတော့ပြိဿရေဘာထပ်လုပ်လိုက်တယ်ထပ်ထိုးပေးလိုက်တာကန်းနေတဲ့မျက်စိစေးကူလို့ပြန်မြင်တယ်ပြန်မြင်တဲ့မျက်စိအခုစေးထပ်ထိုးလို့ဘာဖြစ်သွားပြီကန်းသွားပြီဒီမျက်စိကကန်းလိုက်ပွန်းလိုက်နဲ့တရားကုန်ပြီးတော့ဘူးဟုတ်လားအဲ့ဒီပရိသတ်ရဲ့စေးသမားဟာတခြားလားသက္ကုပါဠမထေရရဲ့အလောင်းလားစေးစရာကြီးအဲ့ဒီအာကုသိုလ်ကံကပရိသတ်ရဲ့နောက်ဆုံးဖျားလက်တဲ့ယဟန္တာဖြစ်တာတော့မှရှောင်လို့တင်းလို့လွတ်ရဲ့လားဒါကြောင့်မလို့ကိုယ့်ရဲ့အာကုသိုလ်ကံဟာကိုယ့်နောက်ကိုထက်ချက်မကွာလိုက်တယ်ထိုနည်းတူစွာကိုယ့်ရဲ့ကုသိုလ်ကံကလည်းကိုယ့်နောက်ကိုထက်ချက်မကွာလိုက်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားကအဲ့ဒီနေရာမှာနောက်ဆုံးပြောပါတယ်ပြီးပါပြီတရားသိမ့်ပါပြီချစ်သားချစ်သမီးတို့တဲ့ဒီသက္ကုပါဠယဟန္တာမထေရမျက်စိနှလုံးပျက်စီးရတာတခြားကြောင့်မဟုတ်ဘူးသူ့ရဲ့စိတ်ကြောင့်စေတမအလောင်းတော်ဘဝကပရိသတ်ရဲ့ကောင်းတဲ့စိတ်နဲ့မျက်စိကိုပြန်ပျက်စီးစေတဲ့စေကိုသာသူပြန်မထိုးခဲ့ဘူးဆိုရင်ဒီဝကြွေးခံရပါမလားမခံရဘူးတဲ့ကိုရဲ့လူနာသမီးနှစ်ယောက်ရဲ့အပေါ်မှာမကောင်းတဲ့စိတ်ကိုသွားမွေးတဲ့အတွက်ကြောင့်သွားမွေးမိတဲ့အတွက်ကြောင့်ပြန်ပြီးတော့တုတ်ပြန်မိတဲ့အတွက်ကြောင့်ရန်ကိုရန်ခြင်းတုတ်ပြန်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီအကုသိုလ်ဝကြွေးကသူ့ကိုဒီကနေ့တိုင်အောင်လာပြီးတော့အပြစ်ပေးနေတာကိုဒုက္ခကိုခံရတာပြောစမ်းဟေဘဇုဒုက္ခဘဇုခံရတာသဘောပေါက်လားဒါဆိုရင်အထက်နတ်ပြည်မြမပြည်နိဗ္ဗာန်ရောက်တာလေကိုစိတ်ကြောင့်အောက်ငရဲတရိစ္ဆာန်ပြိတ္တအတုရကဲစင်နာလေဘဇုစိတ်ကြောင့်ဒါဆိုရင်ကိုစိတ်ဟာကိုအတွက်ဗာလဲတရားနာမည်ကပေါ်ပြီလေမလေးကြောင်ကြည့်နေတယ်ကောင်းညိတ်ပြီးတော့ကြောင်ကြည့်နေတယ်ပြောစမ်းပါတရားနာမည်ဗာလဲလေအာကိုယာလာယံသူလာပြန်ပြောကိုစိတ်ကကိုဘဝအတွက်ကိုအတွက်အာကိုယာလာယံသူလာဆိုတာသူများကိုသွားမမေးနဲ့တဲ့မင်းတို့တက်တွေရဲ့စိတ်ပေါ်မှာပဲကောင်းကောင်းမောမောမူတည်ပါပဲအဓိကကြပါတယ်ရဲ့လို့တန်တနတ်လိုတော်ရဲ့ဆရာတော်ဘုရားရှင်ကိုရောမြတ်ကြီးသည်အဘာတိကရုဏာရှိသွားမေတ္တာအဖြင့်ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းအာကိုယာလာရှန်သူလာဒါကြောင့်မလို့လူရှင်လူမအစာထမိသားစုများနဲ့ခொနရက်သားသမီးတရားနာပရိသတ်များမိမိတို့ရဲ့စိတ်ဟာမိမိတို့အတွက်အာကိုစရာအာကိုတဲ့အာကိုနိုင်တဲ့အရာဖြစ်ဖို့အရေးကြီးလားမကြီးဘူးလားကိုသာလျင်ကိုဘဝရဲ့ပေကန်ရှင်အတ္တာဟိအတ္တနောနာတော်ဘဇုကိုဘဇုအာကိုရမယ်အေးတခါတခါမှာကိုဟာကိုအတွက်အာကိုရမထရင်ဘာဖြစ်သွားမလဲရန်သူဖြစ်သွားမယ်အပယ်လေးပုံကိုဆင်းရတာသူများကြောင့်လားကိုကြောင့်လားဒုက္ခရောက်တာသူများကြောင့်လားကိုကြောင့်လားနတ်ပြည်နိဗ္ဗာန်ရောက်တာလဲသူများကြောင့်လားကိုကြောင့်လားဒါကြောင့်မလို့ကောင်းခြင်းဆိုခြင်းဟာကိုကြောင့်ပါပဲပြောကောင်းခြင်းဆိုခြင်းဟာ
ကိုဒုက္ခကိုကိုဆံရတယ်လို့ကိုဒုက္ခကိုလည်းကိုခံရပါတယ်ရှောင်လို့တိန်လို့လွတ်ရဲ့လားပုံလို့ကိုလွတ်ပါမလားဒါကြောင့်မလို့ဒီကနေ့အလိုတော်မင်္ဂလာသိက္ခာတက်ရဟန်းကန်ရှင်ပြုနာတအလိုတော်မင်္ဂလာအကျိုးအလိုရှင်လို့မှဓမ္မပူဇာမတ္တိအလိုရှင်မိသားစုများရဲ့နော်ကျေးဇူးကိုပြုပြီးတော့ခုနှစ်ရက်သာသမီတရားနာပရိသတ်ရွာသူရွာသားဆရာတော်ဘုရားရဲ့တပည့်တရားဓမ္မများအလုံးကိုဘဝဟာကိုအတွက်ကိုစိတ်သည်အကိုရာတွေဖြစ်နိုင်ကြပါစေကိုဘဝမှာကိုအတွက်ကိုစိတ်ဟာရန်သူမဖြစ်နိုင်ကြပါစေနဲ့ရန်သူမဖြစ်ကြပါစေနဲ့ရန်သူဖြစ်ရင်ယခုဘဝလည်းဆင်းရဲမယ်နောက်ဘဝလည်းဆင်းရဲမယ်သဘောပေါက်ပြီနော်ဒါကြောင့်မလို့တရားနာမယ်လဲပေါ်လွင်ပြီဖြစ်တဲ့အတွက်ကြောင့်တဏှာကြီးကြောကြောမြစိတ်ကူးထားတော်လည်းပဲပြောရင်ဟောရင်နဲ့ပရိသတ်များကလည်းပဲအိတ်ချင်းတလို့လို့စိတ်ဝင်စားတလို့လို့ပုံစံတွေ့ရတာနဲ့ဟလာကလစားချီတာမဟုတ်ပါဘူးလို့စိတ်ထဲမှာလည်းကြိတ်ခဲလို့ဟလာကြင်စဲမနေကြပါနဲ့10 နာရီတောင်15မိနစ်ထိအောင်ကြော်သွားပါပြီဒီကိုတော့တစ်ခါမှဒီလောက်ရှိအောင်မဟုတ်ဘူးပါဘူးဗျာနော်ချွေးတွေလည်းထွက်နေပါပြီဟုတ်လားနော်ဒါကြောင့်မလို့မြတ်တတ်စိတ်ကလေးစိတ်ကောင်းလေးထားပြီးတော့ဒီကိုတော့အပေါ်မှာမေတ္တာမပို့ဘဲနဲ့ပြန်ပြောပါအောင်ဗာတရားလေအာကိုရာလားယံသူလားဤတရားဤတွင်အဆုံးကံပတ်နေကုန်တတ်ပါပြီဒေတိတံသုဒ္ဓဗုဒ္ဓေနသုနေတဝါဓမ္မဒေသနံအဘိနန္ဒနာစိတ်တေနသာတုတိပါတ္ထာတတဝတရားနာလာကြပါတဲ့မြတ်တက္ကမပေါင်းသူတော်ကောင်းတို့တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုတ္တဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘဟုတုတ္တအပြာပြာကိုပင်စွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တဏိကံအတန်တော်၌ဒေတိတံတဆင့်ခံကံဟောကြားအပ်ပါပေသောဣမန္ဓမ္မဒေသနံသကုပါလမထေဝုဒုကိုတန်စာဆင်လို့အကိုရာလယံသူလအမည်ပေးတဲ့ဣတရားမြတ်ဒေသနာတော်ကိုသူနေတဝါကောင်းစွာနာယူမြည်ကြကုန်သည်ဖြစ်၍အဘိနန္ဒနာစိတ်ဒေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လည်းရဲ့ဝါအဘိနန္ဒနာစိတ်ဒေနာအမလေးအတော်ရက်ဆက်တဲ့ဒီကိုတော်တို့တင်မောင်စံမင်းဝင်းရှိတော်မသွားပဲနဲ့သူ့ရှိကိုတနာလို့လာပြီးတော့အားပေးလိုက်ရတာတို့ထင်နာတာတရားမရှိဘူးတနာရီလောက်ကြော်လောက်ထင်နာတာအမလေး2 နာရီတောင်ပြည့်တော့မယ်ညောင်းလိုက်တာကြိုက်လိုက်တာထိုင်နေရတာလေကျင်လာပါပြီရာသီဥတုကပူရတဲ့အတဲ့ရှည်တဲ့ကိုတော်နဲ့လာတွေ့နေတယ်စိတ်ထဲမှာကြိတ်ခဲလို့အာမရဖြစ်နေကြမယ်ဆိုရင်ပရိသတ်ရေကိုချင်းစာစိတ်လေးနည်းနည်းလောက်သွင်းကြည့်ပါပရိသတ်တွေကဟိုဘက်ညောင်းရင်ဒီဘက်ပြန်ပြောင်းထိုင်လို့ရသေးတယ်ဒီကိုတော့ပလင်ပေါ်တက်ခရဲကဒီပုံစံအခုချိန်ဒီပုံစံအောက်မှာလေပူထူလို့နေပါပြီလူဖြစ်နေလို့ပေးပင်ပေါက်ဆိုရင်အညောက်တောင်ထွက်နေလောက်ပါပြီချွေးတွေကလည်းပြန်နေပါပြီပရိသတ်တွေပဲပူတာမဟုတ်ပါဒီကိုတော့လဲပူပါတယ်သင်္ကန်းကြီးယုံထားရတာကိုချင်းစာပြီးတော့စိတ်ကောင်းဝင်ကျေးဇူးရှင်လို့မတရားနာပရိသတ်တွေကိုတရားတွေရှင်းပေးမဲ့သဘောတွေပေါက်ကုသိုလ်တွေရောက်အောင်ဘဝမှာတရားနဲ့နေတိုင်းကောင်းကျိုးတွေတိုးပါစေသင်တို့ရဲ့စိတ်ဟာသင်တို့အတွက်အာကိုရာဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်းကောင်းမွန်မွန်ကြိုးစားလို့ဟောကြားခဲ့ရတာပြန်ပြောင်းလို့စိတ်ကောင်းဝင်မုံစိတ်တွေအမြန်ပဲချစ်စိတ်တွေအမြန်ဝင်ပြီးတော့သာဓုတိသာဓုလို့ခေါ်တော်သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကိုဖာတထာ3 ချိန်3 ဝါနှုတ်မြတ်ခါ၍ကောင်းစွာမသွေကျူရင်လိုက်ကြကုန်ရာတော့တည်း